ပရိသတ်ကြီးအားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ Wine Audio Channel ကနေပရိသတ်များအားလုံးကိုပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ရှင်ဒီနေ့မှာတော့စာရေးဆရာမဝေနှင်းလိုက်ရေးသားထားတဲ့မိပွေးဆိုတဲ့ဇလန်းလေးရဲ့အစားဆုံးကိုတင်ဆက်လုပ်ပေးသွားမှာပဲဖြစ်ပါတယ်ရှင်ဇလန်းလေးကိုမစတင်ခင်မှာကျမတို့ရဲ့ channel ကနေအချစ်အလွမ်းရတမျိုးစုံနဲ့စိတ်ဝင်စားဖွယ်ရာဖြစ်ရမှဇလန်းပေါင်းများစွာကိုနေ့စဉ်တင်ဆက်ပေးနေမှာမို့channel လေးကို like and subscribe လုပ်ပေးဖို့တောင်းဆိုပါရစေရှင်။ဟုတ်ကဲ့ပါရှင်။ဒီလိုဆိုရင်တော့ဇလန်းလေးကိုစားလိုက်ရအောင်နော်။တာမန်လက်လုံလက်စားစုယုံနေကြတဲ့ရက်ွက်လေးတစ်ခုမှာမိပွေးတို့မိသားစုနေထိုင်ကြပါတယ်။မိပွေးမှာမောင်နှမ9ယောက်ရှိပြီးဖခင်ကဝန်ထမ်းမိခင်ကအိတ်ဆိုင်ဖွင့်ထား၍မရှိမရှားဘဝဖြစ်ပါတယ်။မိပွေးရဲ့အထက်မှာအကို2ယောက်အမ2ယောက်ရှိပြီးတော့မောင်နှမထဲမှာမိပွေးကအငယ်ဆုံးဖြစ်တယ်။မဆွေလာမမြတန်းဘာလို့လဲဒီနေ့အရွက်တွေဆုံးနေဈေးဝယ်တာခဏထားအောင်ပြောစရာရှိလို့ဟိုမညိုသမီးအကြီးမလေးသိတယ်မဟုတ်လားခုဆေးရုပ်တေးလိုက်ရတဲ့ကိုဝေပြက်ကြတာလို့ကြားတယ်မိပွေးမိခင်မဆွေဟာသူ့ရဲ့သမီးငယ်မိပွေးကိုအော်ခေါ်ရင်နောက်ထဲသို့ရှားနေပြီမှာပြောရပြီမိပွေးရှိနေရင်သိတယ်မလားမိပွေးမိခင်ပြောလိုက်တဲ့စကားရဲ့အဓိပ္ပာယ်ကိုမမြတမ်းလည်းသိနေတယ်ဟုတ်ပါကျမလည်းပြောချင်စောလောကြည့်သွားတယ်မိပွေးနဲ့မလွယ်တာမဆွေရေအဲ့ဒီလိုပြောရင်တလောကမလိုအပ်ပဲရန်အကြီးကျယ်တက်ခဲ့ရဖို့ကိုတတိယသွားလေတယ်မမြတမ်းရေဟိုမဲကြည့်အောင်လင်ငယ်နေတဲ့မိမလာနေပြီပြင်ထားတာကြည့်အောင်နှကန်းဒီကရဲလောက်ခတ်နေတာပဲဟုတ်ပါကိုတွေကလင်းတယောက်ထဲတောင်စိတ်ကုန်နေတာသူမို့ပဲမရောက်ရဲမတင်းတိမ်နိုင်ဘူးလင်ငယ်နေသေးတယ်မမြဆန်းဆိုသူအိမ်ကြီးချင်းရဲ့အတင်းကိုမိပွေးရှိမှပြောမိကြတယ်မိပွေးရေမဆွေရှိလားဟဲ့ရှိပါတယ်ဟင်းချက်နေတဲ့လူဖြေကနောက်ဝေးကိုလှဲကသူ့မိခင်အော်ကပြောလိုက်သည်ကအမေရေဒီမှာလင်ငယ်နေတဲ့အတော်ဆန်းမြလာနေတယ်လို့ဟင်ငါ့ကိုလင်ငယ်နေတယ်လို့ဘသူကပြောတာလဲအမေနဲ့အတော်များတန်းပြောတာပဲအဲ့ဒီကစကားများရုံမကဘူးလုံးတက်ခဲ့ကြတာကိုမြင်ရောက်ရင်မမြတန်းကဆိုလေတယ်ဟုတ်မယ်မညိုကသမီးတွေကိုမနိုင်ဘူးရဲ့ရီးစားထဲထဲထားနေမှတော့ဖြစ်ပြီပေါ့ကျမကတော့မရဘူးตาလဲตาသမီးလဲသမီးပဲအပီအပြင်းအုပ်ထားတာဟုတ်ပါတယ်မဆွေရဲ့သားသမီးတွေကအေးကြတယ်မိဘကိုလည်းလောက်အားကအပီလိန်မာတာသိပါတယ်အခုလိုဖြစ်တာရက်ွက်နာတဲ့မဆွေရဲ့ကိုတွေသားပြိုသမီးပြိုတွေပါထိခိုက်တယ်သူတို့မတိလိုက်တာကမိပွေးကစားရက်ကျမ်းပြအောင်မှထိုင်ကဟင်းဝရဲကအသားတုံးကိုခိုးကစားနေခြင်းမှာမိခင်အော်ခေါ်နေတဲ့အချိန်မထူးရသလိုထူးလဲမထူးရဲ့ပါသူမဟင်းခိုးစားနေတာတည်၍ခေါ်သလားလို့ထင်၍နှုတ်ပိတ်နေခြင်းမှာမိခင်တို့ပြောဆိုလို့ပြီးတော့မှအိမ်အောက်ကနေမိပွေးထွက်လာရအမလီမိပွေးနင်းအမရှိနေတာလားလောက်ပါအောင်မဆွေရေဒုက္ခပဲတော့ကြဘိုက်ကိစ္စရှင်းနေရအောင်မလားမသိဘူးမမြတန်းပြန်ပါရတယ်ကျမပြောထားလိုက်မယ်မမြတန်းလည်းစိုးရိမ်ပူပန်တဲ့မျက်နှာနဲ့ပြန်သွားလေတော့တယ်တမီစောနကအမေခေါ်နေတာဘာလို့မထူးတာလဲမိပွေးမဖြေပါပါဇက်ကိုလက်ကုံနဲ့တုပ်ပြီးမော့ကြည့်နေတယ်အခုအမေတို့ပြောတာတွေဒေါ်ညို့ကိုသွားမပြောရဘူးနော်ဟုပြောလိုက်ရအမေတို့ကဘာပြောနေလို့လဲလို့ပြန်မေးလာမှဘာမှမဟုတ်တော့ဘူးသွားရေချိုးတော့ခဏနေအဖေအကိုအမတွေပြန်လာတော့မယ်ထမင်းစားနေကြလားဟုတ်ဟုဆိုကနောက်ဘွေးကိုပြေးကရေချိုးလေတယ်စိတ်ကြိုက်ကဝင်လေးဝစ်ပြီးတနခါကိုတေချာပကွက်ပြီးထွက်လာတော့ထမင်းပကံထဲမှာအသားနှစ်တုံးနဲ့ဟင်းရည်ဆန်းကအသင့်ပြင်ပေးထားတာမို့ထမင်းပကံကိုယူကဆိုင်ရှိမှထိုင်ပြီးစားနေတော့တယ်ဟင်းကစကေးပဲနော်မိပွေးဟုတ်လို့ပြောပြီးသူမခိုးစားထားတာကသုံးလုံးမှုကျင်းနေနေတယ်အကိုအမနဲ့အဖေတို့ကိုစကေးမတတ်မှတ်ပဲမိပွေးခိုးစားတာအမေမသိနိုင်လို့မိပွေးတည်ထားတယ်ညီမလေးအရွယ်ရောက်လာရင်စီကန်းချဖို့အမေကစကေးနဲ့ကြွေးတာပါမမတို့ငယ်ငယ်ကလည်းအခုလိုမျိုးပဲစားရတာအမတွေကပြောပြတော့မိပွေးမြန်မြန်ကြီးကျင်နေပါပြီအမေသမီးကဘဲချိတ်ကြမှာအရွယ်ရောက်မှလဲဟင်းလို့မကြခဏမိခင်ကိုမေးတဲ့၍10တန်းအောင်တာနဲ့အရွယ်ရောက်ပြီးအရွယ်ရောက်ချင်ရင်စာကြိုးစားလို့သာဖြေပေးတဲ့၍မိပွေးစာကြိုးစားတယ်အခုက3တန်းဆိုတော့
နောက်ထပ်9တန်းလိုနေသေးတယ်လို့လက်ရည်ချိုးကတွက်နေတတ်ပါသေးတယ်နှင်းတီတာအေးရှိမိပွေးရဲ့ကျောင်းနာမည်ကနှင်းတီတာအေးဖြစ်ပြီးအိမ်နာမည်ကမိပွေးမွေးရတဲ့ကအချိန်ကိုက်ပွေးတက်လွန်၍ငါသမီးငယ်ကတော့လေအမြဲတမ်းအချိန်ကိုက်ကိုပွေးနေတာပဲငါတော့အိပ်ပြီးမိမကြီးအဖေပြောသလိုပဲတကယ်အပွေးမလေးကြည်အောင်သမီးစာအုပ်တွေတေးဆိုကုန်ပြီအဲ့လိုကနေမိပွေးနာမည်တွင်ခဲ့သည်ကအခုလိုနာမည်နဲ့လိုက်အောင်လဲမကြာခဏပွေးနေပါတယ်မိပွေးရေမိပွေးလာလေကစားကြရအောင်စာမရသေးဘူးဤပိမ့်မရဲ့စကြက်အောင်မယ်ငါ့ကိုအဲ့လိုမခေါ်ပါနဲ့ဆိုမိပွေးအဆုပ်ပလုံးမခေါ်တော့ဘာဖြစ်လဲနေလဲငါ့ကိုမိပွေးလို့ခေါ်သေးတာပဲကြည်ပြီတန်နာအောင်ဆိုတဲ့ကလေးမလေးကမိပွေးအခင်ဆုံးအချစ်ဆုံးတငယ်ချင်းဖြစ်ပါတယ်ငါသမီးလေးအမြဲတမ်းဤပိတ်နေတော့တာပဲငယ်စဉ်တည်းကချစ်စနိုးနဲ့ဤပိတ်လေးဤပိတ်မလေးလို့ခေါ်ရင်းနဲ့နာမည်တွင်းလာရတယ်အိမ်သားတွေကဤပိတ်မလို့ကြောက်စားတက်တဲ့ကမခေါ်တော့သလိုလက်ဖက်ရည်တိုက်ပြီးကင်ဘိုတက်ခေါ်စီတာကအိမ်နာမည်ကတန်နာဟုပါမိသားစုနဲ့တယောက်ကလုံးကတန်နာလို့ခေါ်ပေမယ်မိပွေးကတော့ဤပိတ်မလို့သာခေါ်ကစတက်လေတယ်နင်ငါ့ကိုဤပိတ်မလို့ထက်ခေါ်ရင်နင်နဲ့ငါမခေါ်တော့ဘူးဘယ်သူမှမရှိတော့ခေါ်တာပဲကိုနင်ကလည်းအေးပါမခေါ်တော့ဘူးနော်စိတ်မဆိုးနေနဲ့တော့ငါချစ်ဆုံးဤပိတ်မလေးလို့ပြောကပြတင်းပေါက်ကိုဆွဲပိတ်လိုက်ကပါဇက်ကိုလက်နဲ့ပိတ်ခါရင်းနေပါတော့တယ်မိပွေတင်နာမှတွေ့မယ်မနဲ့ကြရင်တန်နာကပြတင်းပေါက်ကိုခဲလုံးနဲ့ပစ်ပေါက်ကသူမရဲ့ဒေါသကိုဖော်ပြခဲ့လေတယ်တငယ်ချင်းပြန်လာတေချာပြီးဆိုမှစာကြက်လေတယ်မိပွေစာတင်ခြင်းကိုစိတ်ဝင်စားရှိပြီးတော့သူငယ်တဲ့တက်ချိန်ကအတန်းမိုက်ဆီယာမကောင်းနေကြုံခဲ့ရပြီမိပွေးတို့တတန်းလုံးလက်ရေးလှကြတယ်ဝါလုံးကိုဗလာစာအုပ်တစ်လုံးဝါလုံးကိုဗလာစာအုပ်တအုပ်လုံးပြည့်အောင်9ရက်လုံးရေးရမယ်နော်လို့ဆီယာမကပြောပြီးစာအုပ်ရဲ့3ချောင်းမြင့်မှာဝါလုံးစဆွဲဖို့အဆက်လေးတွေချပေးထားလေတယ်လက်ကိုကိုက်၍လဲတေချာဆွဲပြလေတယ်ပုံစံမကျသူကိုကြားသည့်အထိစိတ်ရှည်စွာတင်ပြပေးခဲ့တယ်ဝါလုံးတွေလှပြီးညီညာတွက်လက်မှာကာကြီးခါခွေးဆက်၍တင်တယ်ကာကြီးရေကခါခွေးခဗဇက်ကအော်ဆိုကရေးခဲ့ရတယ်အဆင့်ဆိုတာမရှိသေးတဲ့မူလာတန်းမို့ကျူရှင်လည်းမရှိခဲ့ပါအိမ်စာပေးပြီးအိမ်စာလောက်လာသူကိုဆီယာမကချီကျူးပြီးအိမ်စာမလုပ်ဘဲအစောမတ်တဲ့တောက်သူကျောင်းသားတွေကိုပညာမတတ်တဲ့သူတွေရဲ့ပညာမဲ့မိုင်းမှားခြင်းအရှက်ရခြင်းပုံမြင်တွေပြောပြကဆုံးမတက်လေတယ်အစာကောင်းခဲ့တဲ့ပညာတွေဘဝမို့မိပွေးကံကောင်းရလေတယ်အမေကြည့်ပါဦးညီမလေးမိပွေးလက်ရည်ကဝိုက်ဆက်ပြီးလှနေတာသမီးတို့တက်လှတယ်နှစ်တန်းစာလုံးနေချိန်အမတွေကပင်ချီကျူးရတဲ့အထိလက်ရည်လှခဲ့ရတယ်မိပွေးဟာဆက်စုတက်တယ်ဘာမဆိုသိခြင်းနဲ့စကားပြောလျင်အော်ကျဲနဲ့လူပြောတတ်တယ်အဖွာဘယ်သွားမလို့လဲနန်းသွားမလို့နန်းသွားပြီးဘာလုပ်ဖို့လဲငါမြေးတန်နာအောင်လေးစောင်းမွဲအောင်မနတ်တွေပေးဖို့လေအော်လို့ပြောကအိမ်တို့ပြေးပြန်လာတယ်အမေရေဘာလဲအငယ်မမော်တော်ကောပြေးလာတာမတော်မှောက်လဲနေမှရှေ့ကပေါက်တူပြုတ်နေမယ်ငယ်သွားလဲပြီးစားရှေ့သွားနှစ်ချောင်းကိုကြည့်ကပြောလာတဲ့မိခင်ကိုအမေရောနန်းမသွားဘူးလားဟဲ့မစီမဆိုင်ဘာလို့နန်းသွားရမှာလဲအဲ့ဒီလိုပြောတော့တန်နာအောင်ရဲ့အဖွားအကြောင်းပြောပြကမိခင်ကိုသူမအတွက်နတ်တေပေးရဲ့ပူဇာတော့တယ်နတ်တေပေးပါဆိုနင်းတော့နာတော့မယ်မိပွင့်တော့မဟုတ်တာကိုလာပူဇာနေတယ်ဘာဖြစ်နေကြတာလဲတားမိတွေရုပ်ပိရက်မို့ဖခင်ကရှိနေတာမို့အခုလိုသမီးဖြစ်သူငိုနေတာကြောင့်ထွက်လာကမင်းမြန်းလေတယ်အเจ้าဆုံးမိခင်ကပြောပြတော့ခလေးကမသိတာကိုတိရောက်ပြောပြရမယ်လေဆိုရဲ့ကဲလာသမီးအဖေပြောပြမယ်နတ်တင်လေစာမရရေးစာမွေးဘက်ကကြမှာပဲသမီးရဲ့ငါသမီးကြည်နေအောင်အဖေကဘေးတွေတွက်ပေးမယ်ရရရလဲခြေပေးမယ်ဟုတ်ပြီလားအခုသမီးက9နှစ်ဆိုတော့9နှစ်စားရင်နှစ်ကျွင်းနေဖះရှင်ကိုရွှေတင်ကက်ကတ်လူရမယ်ပြီးရင်ဆူတောင်းတပည့်တော်မှစနေသမီးမနှိမ့်တီတာအေးဆမွဲအောင်ရပါလို့တဲ့ဖះလို့အဖေတို့မိသားစုကဖះတရားကလွဲပြီးဘာကိုမှမကိုးဝဲကြဘူးဒါကြောင့်အကူရှာရင်ဖះနဲ့တန်ဃာစီပဲရှာရမယ်ဟုတ်ကဲ့အဖေမိပွေးစိတ်ပြေးသွားပြီဟေ့မိပွေးငါအဖွားက
ငါအတွက်နန်းထဲမှာနတ်တင်ပေးထားတယ်နင်သိလားခလေးသဘာဝကြွားကြခြင်းပါမိပွေးကနှကန်းကိုဆေးပြီးမေးကိုငေါ့ကပြန်ကြွားတယ်ငါ့ကိုငါအဖေကဘေးတင်တွက်ပေးပြီးရေရချေပေးတယ်နင်သိလားနောက်ပြီးငါအဖေကပြောသေးတယ်နတ်တင်နေလေစာမရရင်ကြမှာပဲတဲ့ဖះတရားတန်ခါကိုပဲကိုးကွယ်ယုံကြည်ရမယ်တဲ့နတ်ကိုမကိုးကွယ်ဘူးတဲ့အဲ့ဒီလိုပြောလိုက်ရမနီးမဝေးမှရှိနေတဲ့တန်နာအောင်ရဲ့အဖွားကအမလီနေဖေကိုပြန်ပြောလိုက်နတ်ကိုမစော်ကားနဲ့လို့ကြားလားနတ်ကြိုက်ခန်းနေရမယ်ကိုဟာကိုယုံကြည်ရုံမယုံကြည်နေပေါ့သူများရဲ့ယုံကြည်မှုကိုလာကဲ့ရဲ့နေတယ်သွားပြန်တော့နောက်တစ်ခါငါမင်းနဲ့လာမစောနဲ့လို့စိတ်ဆိုးကမောက်ထုတ်တာခံရလေတယ်မိပွေလာခဲ့စမ်းကိုအိမ်နဲ့ကိုမစော်ပဲဘယ်သွားနေတာလဲလာခဲ့မက်ဆွေကသူ့သမီးကိုပြောဆိုနေတဲ့အဖွားကိုမျက်စောင်းခဲကမိပွေအားမှန်နေတယ်ညီးဖေကိုပြန်ပြောမနေနဲ့အုပ်ကြလားတော်ကြပြဿနာတက်နေအောင်ပဲဒါဆိုနတ်ကအဖေကိုကိုင်းတာအဖေမသိပဲနေမှာပေါ့အမေရဲ့မက်ဆွေစိတ်မရှိတော့ပါကဲဟာအာနားလိုက်တာနားအောင်မခောက်ပေမဲ့နာတီလို့အော်ကမိပွေအိမ်နဲ့ပြေးဝင်ကငိုတော့တယ်ကဲခုကဘာဖြစ်ပြန်တာလဲနားကြီးရင်တော့မိပွေကူးချက်ချစ်တိတ်ဆန်းအမေကမှမိပွေကိုခောက်တာကိုလို့နာတာပေါ့လာခဲ့ခုလာခဲ့မာယာတွေလုံနေတာမနာတာကိုအခုနာအောင်လှုပ်ပေးမယ်ဒုတ်ဆွဲကခေါ်လိုက်တော့ငိုတာတွေအမြန်မျိုးချပြီးဖအေးနာကိုကတ်နေတယ်သားသမီး9ယောက်ရှိတာအကြီးတွေအကုန်နာအေးတယ်ဒီတယောက်ကြောက်ပဲအမျက်အိပ်ပူရအိပ်ဆူရတယ်အမှန်ဆိုမမွေးပဲနေခဲ့ရမှာတော်ပါတော့မိန်းမရဲ့ခလေးကတော်တော်မင်းကပုံညံနေတယ်တော်လဲတတိထားနေအတက်ကဖြစ်ကြီးနေပြီရုပ်သွားရင်မွေးဆွရတာနဲ့ကောင်းလေးစီလူရတာနဲ့မပြောချင်လို့ကြည်နေတာနော်ကြွားမယ်မကြံနဲ့မိဆွေအကြောင်းတိသွားမယ်ပြဿနာပဲလာသမီးအဖေတို့အိယာဝင်ကြစို့သားဖတ်2ယောက်အိယာဝင်ခဲ့ကြတယ်သမီးတို့ရဲ့အဝေးတစ်တစ်ဖက်နဲ့အလုံးလုံးနေရတာအမေတနာလိုက်တာသမီး2ယောက်ကိုပြောရင်ပေးလာတဲ့လောက်အားကကိုသိလိုက်လေတယ်သမီးတို့အခြေအနေကသူများလိုမှမဟုတ်ပဲအမေရဲ့ဒါနဲ့ညီမလေးမိပွေရောပွေးလိုဝါလို့သမီးတို့အဖေနဲ့အိတ်နေပြီလေတနေ့သူနဲ့ပဲချွေးပြန်နေရတယ်အမေရဲ့ကျမကြီးကလိယာလေးလေမိပွေးကသမီးတွေကပြောရင်ရေချိုးသူကချိုးထမင်းဝဲပြင်သူကပြင်ရတယ်မဆွေရဲ့4ယောက်မွေးပြီး10နှစ်နေမှထပ်ဖိုက်ရလားကျုံလဲဖယ်တည်မလဲသွေးစိုးပြီးထင်းနေတာအခုဘိုက်ကလှုပ်လာမှခလေးမှတ်တည်တာမိပွေးကိုအသက်ကြီးမှကိုဝေဆောက်ခဲ့ရပုံကိုမဆွေပြတ်တတိရမိနေခြင်းမှာအသက်ကြီးမှခလေးမွေးရင်မတန်ဆန်းတွေမွေးတယ်နဲ့ကြားဘူးတယ်မဆွေကြီးကျမကြီးကျူးဆိုင်အောင်ဖះတရားများများလို့ကျမကြီးကတောက်မီပဲနေပါဦးဖះတရားလှုပ်ယုံနဲ့ခလေးကကိုလိုချေသလိုပုံစံရတာတဲ့လားတော်တို့ကလည်းနော်ဘာသာရေးကိုတလဲတွေးနေကြတယ်ကျုပ်ဘာသာရေးလောက်တာကလိုချင်တာရဖို့မဟုတ်ဘူးဖះရဲ့တရားတော်တွေကိုသိရှိလက်ခံကျင့်သုံးနေပါတယ်ဆိုတာကိုပဲကိုသိဖို့လုပ်နေတာအေးပါမက်ဆွေရဲ့ကိုလေးလက်ဝဲကြီးနဲ့ဒေါထမနေပါနဲ့အဲ့လိုစိတ်ဆက်တက်တာကခလေးရဲ့ဗီဇဆိုမှန်ပေမယ်မိပွေးကဆက်ထိမခံပါတခါတလေလေမက်ဆွေကသမီးငယ်လေးကိုတနာပုံမိတယ်မမွေးခေကပူခဲ့ရတဲ့စိတ်နဲ့လူများမသိအောင်စိတ်ထဲကဆူတောင်းမိတာကအကြိမ်ပါဖះဘိုက်ထဲကကလေးလေးကိုလက်အင်္ဂါဆုံးပြီးညံရည်လဲပြည့်ပါစေလို့သာအခုတော့လေညံကအကောင်းလို့စိတ်ညစ်နေရပါတယ်ဒီလိုနဲ့တစ်နှစ်ကုန်ခဲ့ပြီမိပွေးအသက်10နှစ်သို့ရောက်ခဲ့လေပြီမိသားစုအစည်းအဝေးဟုတ်ပါတယ်မိပွေးရဲ့အကိုကြီးမိမယူဖို့အစည်းအဝေးနေခြင်းပါသားနဲ့တွဲနေတာ9နှစ်ရှိနေပြီအမေသိတယ်လေလွန်ခဲ့တဲ့9နှစ်ထဲကမင်းလာကကိုတဝက်ပဲအထက်ကမင်းပြောခဲ့တာပဲအခုအမေတို့ကလိုက်တောက်ပေးရမယ်မဟုတ်လားတောင်းစရာမလိုဘူးအမေသူကမိဘမဲ့ပါမိဘမဲ့ကြောက်ကနေလာခဲ့ရတာမို့ပါလို့ပြောလာတော့တမိသားစုလုံးတနာပူသွားကြတယ်ရုတ်တက်လက်မှတ်တို့ကအိတ်တို့ခေါ်လာလေတယ်စွန်းတော့ကဲရမှာပဲတာရီမင်္ဂလာဦးမဟုတ်လားမိကြီးရဲ့စကားကြောင့်တားကြီးပြရခတ်သွားတယ်ရတယ်အမေသားတို့ဖះเจ้าမှာစူတောက်ခံယူခဲ့ပြီးပြီဟမ်ဘာသာမတူတာကိုမက်ဆွေအခုမှတီးလိုက်ရလေတယ်သားကမပြောတာအမေတို့သဘောမတူမှဆိုလိုပါမက်ဆွေတို့လင်မယားဘာမှမပြောတော့ပဲနေခဲ့ကြရတယ်မိုးလင်းကနေလင်မယား2ယောက်လုံးအလုတ်သွားကြတယ်ညအတူပြန်လာကြတယ်
သမီးတို့အတွက်ထက်မချက်ပါနဲ့အမေဟမ်ဒါဆိုဘယ်မှာစားကြမလို့လဲမဆွေကမေးလိုက်ရသမီးတို့တီးရှားချက်စားသမားပါအမေမနေ့ကထမင်းပါကိုဝယ်လာတယ်လို့ချွေးမကပြောလာတော့မဆွေစိတ်တူသွားတယ်ဒါဆိုလဲပြီးတာပဲမီတာကတဝက်ဆောင်ပေးတစ်ခါချက်နဲ့မပြီးနှစ်ခါချက်ဆိုတော့မီတာနှစ်ခါတက်မှာဟုတ်တယ်မလားလက်ခံလားလက်မခံရင်အိမ်မှာခွဲပြီးနေလိုက်ကြလို့ပြောကဆိုင်ရှိသူထွက်လာရာတားဖြစ်သူကမမခေါက်ဆဲတုံတုံခန့်ကိုပကက်ကြီးနဲ့မွင်နေတာကိုတွေးလိုက်ရလေရဟဲ့တားကြီးဘယ်ချိန်ကပြုတ်လိုက်တာလဲမေးလိုက်ရအခန်းထဲမှာဒန်နီနဲ့ပြုတ်လိုက်တာအမေတားတို့မနေ့ကဒန်နီတစ်လုံးနဲ့ပါအိုတစ်လုံးဝဲလာတယ်မဆွေမကြည်မနဲ့ဖြစ်နေတယ်အခန်းထဲအနက်နေဆွဲနေမှာပေါ့ဒါနဲ့အဲ့မမခေါက်ဆွဲတွေကရောဝဲလာကြတာလားအဲ့ဟာတော့မဝဲပါဘူးအမေရဲ့ဆိုင်မှာရှိနေတာပဲဟာမဆွေမျက်လုံးပြူသွားတယ်ဒီတိုင်းဆိုအရင်ပြုတ်တော့မယ်လို့စိတ်ထဲမှာသာပြောမိပြီအပြင်ကတော့ပြောမထွက်ပဲမပြောပဲနေရလေတယ်တားတို့အလုပ်သွားပြီအမေအေးတားနဲ့ချွေးမထွက်သွားမှမဆွေပောက်ကွဲလေတော့တယ်ရှင်မဲစဉ်းစားကြည့်သူတို့အိုးခွဲချက်စားမယ်တဲ့သူတို့ပေးတဲ့လာကတဝက်ထဲနဲ့တားကိုပြတ်ချက်ကျွေးခဲ့တာမလောက်ပေမဲ့ကိုသားမကျင်းနေတယ်ဒီကအမေစီကအခုပေးနေကြလာကတဝက်နဲ့သူတို့လင်မယားကိုကျွေးလာတာ3လရှိမှခွဲစားမတယ်ဒီကြားတဲ့ဟိုကောင်ကဆိုင်မှာအရင်ပြုတ်အောင်ခောက်ဆွဲကြက်ဥတွေယူစားနေတယ်မင်းကလေကွာစောစောစီစီညမ်းနေတာပဲငါသွားပြီမိပွေးတယောက်အစာအဆုပ်ဆက်စုနေတယ်အိမ်တို့ဒဇိမ့်မိမတူအကိုကြီးခေါ်လာတယ်အဲ့နေကသူ့အကိုကြီးမိမရှိရာအိမ်ရန်တဲ့ကိုမိပွေးဝင်ကရောင်းမကြီးနဲ့ဘလူးနေတယ်မမကြီးလှနေရောနော်အသားလေးကဖြူးနေတာပဲကျေးဇူးတင်ပါတယ်ရောင်းမငယ်လေးရဲ့အမလီချစ်စရာကောင်းလိုက်တာမျက်နှာလေးကဝိုင်းနေတာပဲမျက်စိကမှိမ့်မိလေးနဲ့မြင်တက်လိုက်တာမမကြီးတိလားအမေနဲ့ဒေါ်မြတန်းကြီးတို့လေမမကြီးအကြောက်ပြောနေကြတယ်မိပွေးစပွေးနေတာကိုမိသူမြမသိကြပါဘာတွေပြောနေကြလဲရင်ညီမလေးမေးလိုက်တော့ကလေးပေါ်အသားလေးတက်ပြီးနာနာကခါပြောပြလိုက်တယ်ဟုတ်လားကျေးဇူးတင်တယ်နော်ညီမလေးရော့မဟုတ်ဘူးငွေ200ထုတ်ပေးလိုက်ရငွေယူကခုတ်ပေါက်ပြီးထွက်သွားတော့တယ်အဲ့ဒီနေ့ကစားပြီးချွေးမလုပ်သူကဟဲ့ပက်ပက်မရှိတော့ပဲပြန်ရောက်တာနဲ့အခန်းအောင်နေတော့တယ်ဒီနေ့မနက်သူ့လေပြုတ်ပေးထားတဲ့မမကိုသူကမစားပဲအလုတ်သူထွက်သွားကြတယ်မဆွေတယောက်မကြေမနက်နဲ့ဆိုင်ရှိမှထိုင်းနေတယ်မဆွေကျက်သူနီလေး30သားလောက်ပေးပါဒါနဲ့မျက်နှာလေးမကောင်းပါလားဒေါ်မြတဲ့စကားကြောင့်မဆွေရေဖွင့်လေတော့တယ်အဲ့လိုလားဒါဆိုသူတို့ကခွဲနေကြမတယ်လားဘာမှတော့မပြောသွားဘူးပြန်လာရင်အရှင်းမေးရမယ်အိတ်ခွဲတာကအရင်မကြည့်ဘူးခွဲနေကြတဲ့အခါသားကြီးကိုသူတို့ဘာသာနဲ့ဆွဲသွင်းရင်ခက်မယ်အဲ့ဒါလည်းပူးနေရတယ်ဟုတ်တာပေါ့ဒါကြောင့်ကျမတော့အင်္ဂါကလေးတွေကိုတေချာမှားထားတယ်ဘာသာမတူရင်သဘောမတူဘူးလို့မဆွေမျက်နှာငယ်လေးနဲ့မမြတန်းကိုကြည့်ရင်မမြလည်းအဲ့လိုလုပ်ခဲ့ရမှာဖြစ်ပြီးပဲမဆွေရဲ့ထားလိုက်ပါတော့ညနေအလောက်ကပြန်လာကြတဲ့အိမ်သားတွေဆုံတာနဲ့ထမင်းဝိုင်းပြင်းနေတဲ့မိပွေးအမကအမေဘာလို့အကိုတို့ဘုံမခုနဲ့လို့ပြောရတာလဲသူတို့ဘာသာချက်စားမယ်တဲ့ဟေးသိပြီလားမအေကဒါဆိုဓာလိုက်တာမဟုတ်ဘူးအမေမြတ်ကထူကြတယ်မေးလာတဲ့သမီးကိုអော်လိုက်ပုံကချွေးမကြအောင်တမင်ပြောနေတယ်လို့ပါမမကြီးလာလေမမကြီးလာလေညီမလေးမိပွေးနဲ့ချင်းတွေကအတော်တဲ့တယ်နော်ဒီတအိမ်လုံးမှာညီမလေးမိပွေးကိုအချစ်ဆုံးပဲတိလားကိုတကယ်နော်မမကြီးအာဘွားဒါဆိုချစ်ကကိုကြမချစ်ဘူးပေါ့ကိုနော်ကလေးရှိမှာကိုဘာဖြစ်နေလဲကိုကြီးနဲ့မမကြီးတို့ဘာဟင်းချက်စားလဲဒီနေ့မမတို့ကဝယ်စားကြတယ်နောက်2ရက်နေမှငှားထားတဲ့အိမ်ရောက်မှချက်စားတော့မှာဒါဆိုမမကြီးတို့ကပြောင်းနေတော့မှာပေါ့ဒါဆိုမိပွေးလွှမ်းရင်ဘယ်လိုလုပ်မလဲချစ်စရာကောင်းအောင်ပြောနေတယ်နင်းကြီးလေးပဲညီမလေးရဲ့လာလေဖို့လို့ဆိုကလက်ထိတ်သူတို့ငှားထားတဲ့အိမ်ကိုပြောပြလိုက်ရမိပွေးထမင်းစားခဲ့စီကိုပြေးသွားလေရဲ့အမေကိုကြီးတို့ကလက်ထိတ်ကဥကန်တို့အိမ်ကိုနောက်2ရက်နေပြောင်းနေတော့မှာတဲ့သမီးကိုလည်းခဏခဏလာလေတဲ့မမကြီးကပြောလိုက်တာမိပွေးစကားကြောင့်ထမင်းဝိုင်းထဲကလူတွေငြိမ်ကျသွားတယ်မငြိမ်မဲအော်တက်လိုက်သူကမဆွေဖြစ်ပါတယ်အဲ့လိုလား
ထွက်လာကြပါအောင်နှစ်ယောက်လုံးအော်ခေါ်လိုက်တာကြောင့်နှစ်ယောက်သားတယောက်လက်ကိုတယောက်ဆွဲကထွက်လာလေတယ်ခွဲနေတာကနေပါရတယ်ဒါပေမဲ့ငါတခုပဲမှားမယ်ငါသားကိုနင်တို့ဘာသာတဲ့လုံးဝဆွဲတင်မှုမကြိုးစားပါနဲ့ဒါပဲလို့ပြောလိုက်ရအမေသားကိုခွင့်လွတ်ပါသားဗုဒ္ဓဘာသာမဟုတ်တော့တာ10နှစ်လောက်ရှိပါပြီမေမျိုးမှာတရားဟောဆရာဖြစ်တင်တက်ပြီးပြီသူနဲ့လည်းဖះเจ้าတစ်ခုမှဆုံခဲ့ကြတာအမေတို့ကသာမပြောပြဖြစ်ခဲ့တာသားအမှားပါသားလို့သူကပြောလာတော့မဆွေတွေးတက်မတက်ဖြစ်နေကြဖခင်ကမင်းအသက်16နှစ်ပြည့်ပြီမင်းဘဝကိုမင်းပိုင်နေမင်းယုတ်ကြည်ရာမင်းကိုးကွယ်ခွင့်ရှိတယ်ငါအိမ်ငါအိမ်ကလုံးဝဒီမိုကရေစီပဲဒါပေမဲ့ငါကဗုဒ္ဓဘာသာမို့တိမ်နဲ့နေကြရင်မင်းတို့အနေခက်မယ်အိမ်မှာတာရင်နာရင်အလူပွဲတော့အဲသွားအလာအနေနဲ့လာကြပေါ့ဂျားတဲ့နားရက်တွေမှာမိသားစုဆုံပြီးပြိဿုံနာမျိုးလဲလှုပ်ချင်လို့ပေါ့ကွာအခုမှပဲအဖေလဲစိတ်ချမ်းသာတော့တယ်မင်းမိမကဘာသာမတူးနေလို့မင်းတို့ရင်သွေးတွေကြီးလာရင်အမိဘက်အဖဘက်လွတ်ဆွဲရင်အိမ်အောင်မှာကွဲမလားလို့စိတ်ပူနေတာကဲဝင်နာကြတော့မပြောင်းရင်အိမ်မှာပဲအရင်တို့ထမင်းစားကြလားကဲမဆွေထဆေးလေးတောက်ပြီးနားလိုက်တော့မိပွေးပြောနေရကနေမျက်နှာငယ်လေးနဲ့ငေးကြည့်နေပါတယ်မိဘအရေးချေကြည့်ပြီးသူ့နေရာသူမိပွေးဝင်အိမ်နေတယ်ကျမဘာမှမဖြစ်ပါဘူးဆေးလည်းတောက်စရာမလိုဘူးသားအကြီးဆုံးဖြစ်ပြီးထေရဆိုင်တာခံပြင်းတာပဲရှိတယ်မိဘကဒီလောက်ဖះတရားကိုက်ဆိုင်တာကိုဒင်းမို့ဘာသာပြောက်ရက်တယ်နောက်မှမင်းကိုဘာသာရေးယုံကြည်ချက်၅ချက်အကြောင်းပြောပြမယ်အခုတော့စိတ်ကိုလျှော့ပြီးအိတ်လိုက်တော့သမီးငယ်အိပ်ပျော်နေပြီလားမိဘွေးကအဲ့လိုပါအိမ်မှာပြဿနာတစ်ခုခုဖြစ်ရင်အခုလိုပဲငြိမ်နေပြီးအိပ်ပျော်သွားတတ်တယ်ကိုအမေကသူများတွေကိုပြောနေတယ်တဲ့ညီမလေးမိဘွေးပြောပြတာဘာတဲ့လဲသူ့ချွေးမအရန်လာပြီးလိန်မာတဲ့လားမရရဲ့စကားကြောင့်အခုလိုပြောလိုက်ရမဟုတ်ဘူးကိုဘာသာကြားမို့တစမ်းမှကြီးမရဘူးတဲ့ကိုပေးတဲ့လာကတဝက်နဲ့လင်းများနှစ်ယောက်လုံးကျွေးနေရတယ်တဲ့ဘာသာမတူလို့သဘောမကျဘူးတဲ့ကိုကချင်းနဲ့မတွေ့ခင်တည်းကကိုဘာသာပြောက်ထားတာအမေတို့မသိတော့ချစ်ကိုမုန်းနေမှာပေါ့အင်းမဒါဆိုလဲဥခွဲစားကြတာပေါ့လက်ထိတ်ကဥကစီအိမ်ငန်းအလွတ်ရှိလားမေးကြည့်ပြီးရရင်ပြောင်းနေကြတာပေါ့မိပွေးရဲ့မွေကြကြောက်လို့အပြစ်ဆိုရပါမယ်ကိုဟာကိုအလုတ်စင်းမှဖြစ်စင်းကြသူတို့ဘာသာရွှေ့လိုက်မယ်မဆွေကသူ့ရဲ့သားသမီးတွေကိုဤသို့ဟန်တားလေတယ်မကြပါဘူးအမေရဲ့သားလောက်ကနေတစ်ပိုင်းပဲသွားရမှာပါတားငယ်ကပြောပြီးကတင်တွေအိယာတွေကိုကူတယ်လေတယ်လာညီမလေးမိပွေအမေစိတ်ဆိုးနေသေးလားစိတ်မဆိုးပါဘူးကိုကြီးရဲ့အမေကတော့ပြောနေသေးတယ်အခုမှပဲအရှုပ်ထုတ်တွေရှင်းသွားလို့စိတ်ချမ်းသာတယ်တဲ့ဟင်အော်အင်းရော့ညီမလေးမဟုတ်ဘူးသွားမဟုတ်တော့ဝယ်စားမိပွေးကိုပြန်လွတ်ပြီးမယားကိုမိခင်ကအထွေမလဲဖို့ပြောရပြန်တယ်ရပါတယ်ကိုရဲ့အမေစိတ်ကောင်းတာချစ်တည်ပါတယ်အဲ့လိုနဲ့အเจ้าကြီးငယ်ကိစ္စမရှိတဲ့အတွက်မိဘအိမ်တို့မရောက်ဖြစ်ကြပြီဒီစင်မှာကြောက်ပရက်မို့ရောက်ွက်ထဲမိပွေးလေစော်နေတယ်သူသွားတဲ့အိမ်ကဖဲဝိုက်ကြိတ်ထောင်တဲ့အိမ်ဖြစ်နေတယ်ဖဲဝိုက်စီကစကားတန်တွေကိုနားဆွေပြီးလိုက်ပြောနေတတ်တယ်မိပွေးကောက်ဆော့လေဟာပါဇက်ကဘာတွေအော်နေမှန်းမသိဘူးမိပွေးစောရိပ်ဝါတဲ့အချိန်ပြန်လာခဲ့တယ်လမ်းမှာစီကန်းကြီးတဲ့အုတ်ချုပ်ရည်မှုနဲ့သူမရဲ့ဖခင်တို့ကိုတွေ့လေရဟာအဖေဖဲဝိုက်သွားမလို့လားမိကေတို့အိမ်ပေါ်မှာ1000တောင်တွေအုံလိုက်နဲ့ဖဲရိုက်နေကြတာပျော်စရာကြီးဟင်ဟုတ်လားသမီးတွေ့ကြသေးတာပေါ့ကွာငါရက်ွက်တဲ့လောက်ကစားမှုလုံးဝမရှိဘူးလို့အခုပဲအစည်းအဝေးမှာပြောခဲ့တာတွေ့မယ်အုတ်ချုပ်ရည်မှုရဲစခန်းတို့ဖုတ်ဆက်တိုင်းကဖဲဝိုက်ဝင်ဖမ်းလေတော့တယ်ဒီလောက်လုံကြုံနဲ့ကစားလာတာကြပေါ့အခုဘလူသတင်းရသွားလဲမသိဘူးအိမ်ရှင်ကမိဘွေးရဲ့တငယ်ချင်းမကေးရဲ့အဖေဖြစ်နေတယ်လူတိယောက်တစ်မျိုးလူမတိယောက်တစ်မျိုးပွေးတက်လို့နဲ့တမီးမိဘွေးကိုသူ့ဖခင်ကတင်ပြပေးရဲဆုတ်ဖြတ်လေတော့တယ်တမီးမိဘွေးလာအောင်ဟုတ်လာပြီအဖေဆော့နေရကနေပြေးလာကလက်လေးကိုပိုက်ထားလိုက်တယ်နောက်တစ်ခါနေ့လေကလို့သူများအိမ်ဖဲဝိုင်းမယ်ဖြစ်ဘာပဲဖြစ်အဲ့လိုလိုက်မပြောရဘူးနော်မနက်ကလိုလေကိုကြီးရဲ့မိန်းမပြောတာတွေလဲ
အိမ်မှာလာပြန်မပြောရဘူးကြားလားမှားကြရင်မနှက်စာစားနေကြမိပွေးပြောတဲ့စကားကိုပြက်ကြားအောင်နေမိတယ်အမေရေမမကြီးကပြောနေတယ်အခုမှပဲစီနဲ့အသားနဲ့တဝစားရတော့တယ်တဲ့အမေလက်ရကို3-4လလောက်တီးခံပြီးစားလိုက်ရတာလူတော့အပြက်ပြီးပိတ်ကျသွားတယ်တဲ့ဟုတ်တယ်အမေကမမကြီးဟင်းချက်တာအရန်ကောင်းတယ်ဟင်းနှုံးကြီးတွေကမိပွေးလက်နဲ့တဆုပ်ကြီးဟင်းမိပွေးပါညာကထမင်းဝင်စားခဲ့လိုက်သေးတယ်ပြောလိုက်တာကြောင့်မဆွေဒေါကန်ကဆဲဆူနေကြီးတို့ကိုမြင်အောင်ရင်ဘာမှမသိနားမလဲတဲ့သမီးငယ်ကိုငေးကြည့်နေမိတယ်အဖေဒါပဲမဟုတ်လားမိပွေးသွားဆော်လို့ရပြီလားအေးသွားဆော်တော့တားကြီးဖြစ်သူအိမ်နောက်ခွဲပြီးတဲ့ကမဆွေတနေ့မှစိတ်မချမ်းပါမဆွေတနေ့မှစိတ်မချမ်းသာရပါတားမျက်နှာမမြင်ရလေချွေးမကိုမုန်းလေဖြစ်နေရတယ်အငယ်တွေလည်းတတိထားကြဘာသာမတူလူမျိုးချကိုယူရင်အခုလိုပဲငါကပြစ်ထားမှကြားလားကြံနေတဲ့သားသမီးတွေကိုမန်မဲလေးရှိတယ်အမေညနေစာစားကန်နီမိသားစုတွေဆုံချိန်တားကြီးရဲ့ခေါ်တဲ့ညောင်းမဆွေမျက်နှာလန်းသွားလေတယ်လာသားနဲ့သမီးညစာမစားရသေးရင်ဝေစားကြလေဟုတ်ကဲ့အဖေသားတို့ညစာအတူစားမလို့ဟင်းတွေနဲ့ညကြရင်မိဘဝဲလုပ်ဖို့အသားတွေပါယူလာတယ်အဲ့ဒီလိုပြောကအိုးကြီးကြိုင်ကြီးများကိုချကဝက်စတူအမဲသားနဲ့ကြောက်ပွေးတုပ်တွေကိုစပွဲပေါ်တင်ကသူတို့ပါပြုတ်ရွှင်နဲ့ဝိုင်းဖွဲ့ကစားကြလေတော့တယ်မဆွေကအခုလိုဆိုပြန်တော့ကျင်းနဲ့မိနေဟန်ရှိတယ်အမေစကြည့်သမီးလက်ရအမဲနဲ့မဆလာလုံးဝထက်မချက်ထားဘူးရပါတယ်အေးထည့်စားမှာပေါ့ပြောပေမဲ့ချွေးမထည့်ပေးတဲ့ဟင်းနှုံးကိုယူကစားပြီးချီကျူးနေတယ်အဲ့အပြင်မှာတော့ခရစ်စမတ်ညအထိမ်းအမှတ်ပွဲလုပ်ခါအသားတွေကိုကေစားကြတယ်ငါးတွေကင်းမိစားကြတယ်အဖေဘာလဲသမီးငယ်ကိုကြီးနဲ့မမကြီးတို့ကအဖေနဲ့ဘာသာတူလူမျိုးတူသွားလို့လားအခုအမေကပြစ်မထားတော့တာဟာဒီကလေးဗဇက်ကိုပိတ်ထားဆိုဖေဖြစ်သူချွေးမကြားသွားလေမလားလို့စိုးရိမ်ဟန်နဲ့ကြည့်မိရင်မိပွေးဗဇက်ကိုလက်ဖြစ်ပိတ်ထားလိုက်တယ်အဖေဘာလို့ညီမလေးဗဇက်ကိုပိတ်ထားတာလဲစားပါစီအဖေရဲ့သူကအသားအရန်ကြိုက်တာချွေးမကရောက်လာကပြော၍စနေတာပါသမီးရဲ့ကြီးပြလိုက်ရတယ်မမကြီးနေ့လယ်ကမကြီးတို့ရှိမှလူတွေအများကြီးရောတချင်းတွေစိုးနေကြတာဟာလေလုယာနဲ့နားထောင်လို့ကောင်းနေရောပဲမမကြီးတို့တငယ်ချင်းတွေကမမကြီးတို့ကိုကောင်းကြီးမင်္ဂလာလာပေးကြတာလေတယောက်တစ်လက်ဆူတောင်းပေးကြတာပေါ့ဟုတ်လားပြောစရာကြီးနော်ဒါပေါ့တတိကျွလာပြင်းနေကညီမလေးတို့နဲ့ဖျားတူတူသွားရတာလေပြောစရာကောင်းတာပဲလေလို့ပြောကသမီးရောက်မတွေပြောနေကြတယ်မဆွေမင်းသမီးအငယ်မရှိမှသားတို့ကိုအပြစ်စကားတွေမပြောမိစေနဲ့နော်ဒီကလေးမကဘာမှသိတာမဟုတ်ဘူးအကုတ်ပြက်ပြောနေတာခုနကလည်းမင်းညနေကပြောတဲ့စကားကိုငါလာမင်းနေတာတော်သေးတယ်ချွေးမကမကြားလို့အိုးကြားလဲကြားပါစီပေါ့ကြောက်နေစရာလားအိမ်မော်တက်လာလို့လက်ခံတာနှုတ်မဆိုဝေးသေးမဆွေကလည်းမလျှော့ပါဒါပေမဲ့မိဝေးရှိမှာတော့အရင်လိုမပြောမိအောင်ဆော့ဖြတ်ထားလိုက်ရတယ်ခင်ဗျားသားကခရစ်ယာန်ဘာသာတဲ့အစတွေကဝင်ထားတာဆိုဗျဘာသာကူးပြောင်းတာမိဘတွေတောင်ပေးမတည်တာဆိုးတာပဲလုံးပေါ်ကိုက်ဘက်တွေကပြောလာတော့ကျုပ်တို့ကဗုဒ္ဓဘာသာပေမဲ့ဘာသာရေးကိုထဲထဲဝင်ဝင်သိမထားတာရဲ့မိရိုးပါလားဗုဒ္ဓဘာသာမို့ဗုဒ္ဓဘာသာကိုးကွယ်ရေးစာပေလေ့လာလိုက်ဆရာတော်တွေအဆုံးအမကိုခံယူရင်းနဲ့နိဗ္ဗာန်ယောက်ျားတရားကိုနာမီမှဒိုဘုရားဟာအိုနာတေးဒုက္ခဘေးကနေငြိမ်းအေးရမှန်မျက်နှိပ်ပံကိုရောက်မဲ့တရားကိုပြောပြခဲ့တာပါလားလို့သိပြီးတန်မိုးထားမိတာမဟုတ်လားကျုပ်တို့သားသမီးတွေကြတော့ကျောင်းနေစဉ်ကလည်းတက်နိုင်တဲ့လောက်ဓမ္မစကူးသင်တန်းတွေတက်စီခဲ့တာပဲရက်ကြီးခါကြီးတွေဘုန်းကြီးကျောင်းခေါ်သွားတာပဲအရွယ်ရောက်လာတော့လုပ်ငန်းဝင်ပြီးအဝေးမှာနေရင်သူ့သဘောနဲ့သူကိုယုံကြည်တဲ့ဘာသာကိုပြောင်းသွားတော့လေဘယ်တက်နိုင်ပါမလဲဗျာဘာပဲဖြစ်ဖြစ်ဟိုဘာသာကအဆုံးအမတွေကိုနာခံပြီးလိမ်မာနေတာပဲကျေးဇူးတင်နေမိတယ်ခင်ဗျားသားလို့အယံမူးလာရင်ဖအေရောအမေရောငါကြိုက်တော့နေပြီဗုဒ္ဓဘာသာကိုးဝယ်နေလဲကျုပ်တော့ရှက်တယ်ဗျအဲ့ဒီလိုပြန်ပြောတတ်လေတယ်ဘာသာလူမျိုးကအရေးမကြီးဘူးဗျတကယ်တမ်းအရေးကြီးတာကစိတ်ပဲတယောက်ကဝင်ပြောတာကြောင့်နောက်ပိုင်းသားကြီးကြောင့်အတေးပြောခြင်းမခံရတော့ပါမိဘွေးဖခင်ဟာကြံနေတဲ့သားသမီးတွေကိုတော့ဗုဒ္ဓဘာသာစစ်စစ်တွေဖြစ်အောင်ဘာသာတရားကိုတတ်ဝေယုတ်ကြည်အောင်ညာပိုင်းမှာတည်ထားသမျှကို
မျှဝေတတ်တယ်လို့ဗုဒ္ဓစာပေများကိုအချိန်ရလေဖတ်စီတယ်အဖေ၅ပါးတီလာကိုမိပွေးအလွတ်ရတာဖြစ်ကြာလှပေါ့ဂုံတော်၉ပါးလည်းရတယ်ဟိုနေ့ကမမကြီးကိုတော့စိုးပြလိုက်သေးတယ်ဟုတ်လားတော်လိုက်တဲ့ဖေသမီးမိပွေးပဲမမကြီးကပြောသေးတယ်အခုလိုဂါထာတွေရွတ်တာလဲရွတ်တာပေါ့တဲ့စိတ်ကိုလည်းဖြူအောင်ထားရမယ်တဲ့တီးခန့်ချင်းကအောင်မြင်ခြင်းနဲ့ဥပမာအမေကမမကြီးကိုအပြစ်ဆိုပြီးရသူလိုဆက်ဆံမိမဲ့မမကြီးကမေတ္တာမပြတ်ဘဲခွင့်လွတ်ပေးတာဟာဖះရှိရဲ့ဆန္ဒပဲတဲ့မိပွေအိတ်တော်လေနားကိုညင်းနေတာပဲအိတ်တော်မတ်ဆွေရဲ့စကားကြောင့်မိပွေအိတ်ရဝင်ခဲ့ရလေတယ်မိပွေရဲ့အကိုကြီးယာတို့တက်တယ်လို့မယားကလည်းကုမ္ပဏီဝန်ထမ်းကထွက်ပြီးအိမ်ဆိုင်လေးဖွင့်ကကလေးယူတော့တယ်မိပွေကတော့ထုံးစက်အတိုင်းနှစ်အိတ်ကူးနေတယ်ညီမလေးရေစိုက်ခဏကြည့်ပေးထားနော်မမကြီးထမင်းကိုတဲလိုက်အောင်ပဲဈေးလက်ကူရောက်ပြတတ်တယ်မိပွေပိုပိုတာတာထဲ့လီဟာရှာထွက်နေပြီလေရပြီပေါ့နင်းဟာလည်းမဟုတ်ဖဲနဲ့ကက်ဆေးကနဲသေးတယ်အပိုတွေအများကြီးပေးရင်ငါမမကြီးမမြတ်တော့ဘူးလေမမြတ်တော့ငါဟင်းကောင်းမစားရပဲနေမှာပေါ့မတ်ဆွေရဲ့ချွေးမဟာမိပွေးကိုတကယ်ချစ်နေပါတယ်စကားကြွယ်သလိုအကင်းပါလွန်တာကြောင့်ယောက်ကမစိတ်ပြေစေရန်စကားတွေပါကချောခဲ့ရသည်မဟုတ်လားမမကြီးငယ်ငယ်လေးကမိဘတွေမရှိတော့လေမိပွေးရဲ့ဖေဖေနဲ့မေမေကိုမမကြီးကမိဘအရင်လိုချစ်တာအဲ့လိုမျိုးတွေပြောပြတတ်၍နောက်ပိုင်းယောက်ကမကြီးကအမြင်မဆောင်တော့ပါသမီးရေကိုဝင်ကြီးနဲ့အလေးတွေမမနဲ့နော်မတ်ဆွေတယောက်မမြင်ရသေးတဲ့မေယူလေးကိုချစ်နေပါတော့တယ်ချွေးမအိမ်တို့အားတိုင်းရောက်နေတဲ့၍ဈေးဝယ်တွေကလိုက်ခေါ်ရတဲ့အထီပါပဲအမလီတို့မတ်ဆွေတို့များနော်ချွေးမကိုသဘောမကျလို့ပဲတော်တော့တယ်ပြောင်းမှနေလိုက်တာမဟုတ်ဘူးလာတိုင်းလိုက်ခေါ်နေရတယ်လို့ပြောလေတဟဲဟဲနဲ့ရင်းနေတတ်တယ်ဒေါ်ဆွေရှိလားမတ်ဆွေဆိုင်အပြင်ကိုကုတ်ကြည့်လိုက်ရဆီယာမဖြစ်နေတာမို့ရင်ထိတ်သွားလေတယ်မိပွေးရဲ့အတန်းမိုက်ဆီယာမဖြစ်နေပြီပါအော်ဆီယာမလာပါခဏလေးနော်ဒါလေးချိန်ပေးလိုက်အောင်မယ်ဈေးရောက်ရေးစိတ်ပူနေမိတယ်မိပွေးဘာထက်လုပ်ပြတ်တယ်လဲလို့အတွေးမဆုံးငင်ဒေါ်ဆွေသမီးတီတာရေးရှိလားကြောက်သွားတယ်မဟုတ်လားကျောင်းမှမရှိဘူးလားကျောင်းမှမရှိဘူးအတန်းထဲကကလေးတွေပြောတာတော့တခြားကလေးတွေပါခေါ်ပြီးထွက်သွားတာတဲ့ကျမလည်းစိတ်ပူပြီးရှားနေတာကြပြီမက်ဆွေဦးရဖားရရှာရပြန်တယ်တခါမှကြောင်းမပြေဘူးတာမို့စိတ်ပူနေမိတယ်ခဏနေအောင်ဆီယာမကျမချွေးမစီတစ်ချက်သွားကြည့်အောင်မယ်ချွေးမအိမ်ကိုရောက်လေရဟင်စိုက်ပိတ်ထားပါလားပိတ်ထားတဲ့ဆိုင်ကိုကြည့်ရင်ဦးကန်အားရှာမိလေတယ်အေးမက်ဆွေနေချွေးမမွေးပြီလားမသိဘူးလေစောနာတုံးကနင်းသမီးအငယ်မနဲ့မိကေတို့အဝိတ်တုတ်တွေယူပြီးဆေးရုပ်သွားမယ်ပြောတာနင်းမပါဘူးလားအလိုဖေဘလူတွေလဲတော့မသိတော့ပါဘူးဦးကဲ့ရေသွားလိုက်အောင်မယ်ဆီယာမကိုအကျိုးကြောက်ပြောပြီးဆေးရုပ်တို့လိုက်သွားရဘလို့ဖြစ်ရတာလဲဟင်မိပွေမမကြီးပိုက်နာတာငါလာပြောပါလားနင်ကဘာနာလဲလို့လဲတွေ့ရေးစုလိုက်ရအမေကိုလာပြောတာပဲအမေမှမရှိတာဈေးသွားတယ်ဆိုဒါနဲ့မမကြီးကအမေကိုမှားတာတွေသမီးပဲလှုပ်လိုက်ရတယ်အိမ်ငန်းထဲကအဝတ်ချေးပီတို့ကပတ်ဆက်အယူပြီးဆေးရုပ်လိုက်လာတာအခုမမကြီးကဟိုအခန်းထဲမှာအောင်းငိုနေတယ်မက်ဆွေဘာပြောရမှန်းမသိအောင်ဖြစ်သွားတယ်ဒါနဲ့နေပါဦးနင်တို့ကသူ့ဘိုက်နာတာဘလို့လုပ်တည်တာလဲမမကြီးကကျောင်းမုတ်ဆိုင်ကိုရေခဲတော့လာပို့ရင်မုတ်စားစိတ်ချိန်မို့ကူတဲ့ပေးနေတော့ဘိုက်နာလာတယ်ပြောလို့မိကေးကိုခေါ်ပြီးဆေးရုပ်လိုက်ခဲ့တာစကားကိုရေပတ်မွေအောင်ပြောနေတယ်သမီးငယ်ကိုအပြစ်မဆိုးရတော့ပဲချွေးမအတွက်ဖျားစာစိုးပေးနေပါတော့တယ်မွေးပြီထင်းတဲ့အမေရေခလင်းကိုတန်ကြားတယ်ဟင်ဟုတ်လားမက်ဆွေအပြေးတစ်ပိုင်းအခန်းဝကိုတွားလိုက်ရဆီယာမတယောက်ထွက်လာတာနဲ့ဝမ်းသာစွာမေးမလို့ရှိသေးတယ်မွေးလူနာကခွဲရမယ်ဟင်မမွေးသေးဘူးလားဆီယာမမမွေးသေးဘူးလေအဲ့ဒီလိုဖြေပြီးခွဲစိတ်ရမယ်လို့ပြောလာတော့ခလင်းကိုတန်လာရကြည့်လိုက်တော့မှတစ်ဖက်ခန်းကခလင်းကိုနေတာမို့မိပွေးကိုမျက်စောင်းလှမ်းတော့ပြီးလက်မှတ်အမြန်ထိုးပေးလိုက်လေတယ်မိပွေးနဲ့မိကေတို့အိပ်ပြန်နှစ်ကြကိုကြီးစီလည်းဖုတ်ဆက်လိုက်နော်ဘဲမှရှောက်မသွားနဲ့မိကေညီမေလည်းညီကိုလိုက်ရှာနေတယ်တေချာပြောပြကြားလားဟုတ်ကဲ့တော်ကြီးတာဦးလေးရလို့ဝမ်းသာမနေနဲ့ဘာသာချမို့ရှင်ပြုတ်ခွင့်မရတော့ဘူးအမေကလည်းရှင်ပြုတ်တယ်လို့ပါပဲတားတို့ဘာသာတဲ့လေတာသနာပြုတာရှိပါတယ်တော်စမ်းမှာနင်တို့ညီကိုတွေထွားကြိုင်းတာရှင်ပြုတ်လို့ဟဲ့တိလားမက်ဆေကတားဖြစ်သူကိုကြည်တွန်းလေရ
အမေဒါဆိုအင်္ဂလိပ်လူမျိုးတွေလည်းရှင်ပြူကြလို့ဖြစ်မယ်အရက်တွေမှာတကယ်အခြေကြီးတဲ့လေငါလောက်လိုက်ရနာတော့မယ်မိဝေးတော့အန်ကျိတ်ကပြောနေတဲ့မိခင်ကိုသားနဲ့ချွေးမကပြုံး၍ကြည့်နေတယ်အမေရဲ့မပူပါနဲ့သားလေးကြီးလာရင်သူ့ယုံကြည်ရာဘာသာတဲ့သူနေပါလိမ့်မယ်တမီးတို့ကဖះเจ้าခေါ်သွားသလိုအမေတို့ကလည်းဖះဘူးရင်စွန့်ကက်ရခေါ်သွားပေါ့နော်အမေအေးပါအေးဒါနဲ့ခေါင်းကိုအနှီးစာလေးနဲ့စီးထားသမီးရဲ့မိရဲ့ခေါက်ကိုက်နာမဆွဲရအောင်လို့မိပွေးကတော့မုတ်တွေတစ်မျိုးပြီးတစ်မျိုးထိုက်စားနေတယ်တစ်ဖက်ကတင်ကမွေးလူနာစီတို့မိပွေးအကြည့်ရောက်နေတယ်ကလေးကစူးစူးဝါးဝါငိုးနေတယ်မိခင်ကထမရနေပါလူနာဆောင်မရှိနေ၍မိပွေးကကလေးငယ်လေးကိုတနာနေတယ်အမေဟိုဦးဝဲလေးကိုခဏချီပေးလိုက်ပါလားတနာပါတယ်ကလေးပဲငိုတာဆန်းသလားရှေမနေနဲ့မိပွေးလို့မတ်ဆွေကဆူလိုက်ရစောနဲ့ကအဖွားတယောက်ကရင်နှွေးအုပ်ကိုဦးဝဲနာထားတဲ့ကအောင်ငိုနေတာအမေရဲ့ပူလုံးလုံးငိုတာနေမယ်လို့ထပ်ပြောလိုက်မှာမတ်ဆွေကမန်းကနန်းကလေးငယ်ကိုစောက်ကြားကထုတ်ယူကြည့်တာပေါက်တစ်ချောက်အရေးကြီးဘူးတွေထားနေတာတွေ့လိုက်ရတယ်ဆီယာမရေကြည့်ပေးပါဦးသူ့ဘွားကကလေးအေးမှဆိုးလို့ထင်ပါရဲ့ရင်နှွေးအိတ်ကတ်သွားပေးတာအဲ့လိုပဲအပိုတွေရှည်ကြတာကြည့်ပါဦးတနာပါတယ်ကလေးမိခင်ကတော့မျက်နှာငယ်လေးနဲ့သာကြည့်ရင်သူ့ကလေးအတွက်စိတ်ပူနေတယ်ကလေးကအသားနုနုလေးအနှီးပါလေးပဲချပြီးရင်နှွေးအိတ်ကဲလူကြီးတောင်မခံနိုင်ဘူးမိပွေးကတခါတလေအဲ့လိုလဲကုသိုလ်ယူတတ်တယ်ငါသမီးမိပွေးဆက်ဆူတာဒီတခါတော့ကလေးလေးအတွက်ကံကောင်းသွားတယ်မိဘတွေချီကျူတော့မိပွေးပြောနေတော့တယ်အမေဦးဝဲလေးကိုချီလို့ရမလားအခုတော့မရသေးဘူးနောက်ဆိုမချီခြင်းမအစုံချီရလိမ့်မယ်ခဏအောက်ထားလို့မိခင်ပြောတာမှန်နေတယ်မိပွေးကြောက်စင်းတာနဲ့ကလေးစီရောက်နေတတ်တယ်လို့ကြောက်ပိတ်ရက်တွေမှာလည်းကလေးထိတ်ကူးနေရတယ်မမကြီးဒီနေ့ရောက်ွက်ထဲမှာမွေးနေ့အတွက်အချက်ပြုတ်နေမှုမိပွေးသွားရမယ်သွားပြီဘာလို့မလို့လဲညီမလေးရဲ့ပြောစရာကြီးမမကြီးရဲ့ဒါပဲနော်သွားပြီမိပွေးဟာအရက်သေးအလူအိတ်အစမသားအိတ်အစုံလေတက်တာကငယ်ကလေးကပါမိပွေးရေလာအောင်ညီးမေဆိုင်ကစစ်လိတ်တစီနဲ့ကော်ဖီမင်းတစ်ထုပ်ယူလာခဲ့ပြီအဲ့လိုကူပေးရင်မိခင်မဈေးရောက်ရပြီမိခင်ကလည်းကြည်နေလေတယ်အုံနှုတ်တွေကိုတေချောင်းမှွင်တော့ကြက်ပြုတ်တွေအသားခွာတာမပြီးသေးဘူးလားပြီးတော့မယ်ជីမိပွေးကပလုတ်ပလောက်တန်နဲ့ပြက်ဖြေးလေတယ်အေးစားခလေးဝတော့ပွဲလာတဲ့ရောက်ွက်တဲကအမျိုးသမီးကောင်းဆောင်ဒေါ်ဘူးမကပြောတာကိုရည်ပြီးဖွက်ထားတဲ့ကြက်သားတောင်မန်ကိုထုတ်ကာစားနေတော့တယ်မိပွေးဟာအခုလိုတွေသွားနေတာပညာရတယ်တခါသူ့အိမ်မှာဖုန်းကြီးစုခဲ့ရန်အုံနှုတ်ခေါက်ဆွဲချက်တယ်အမေအုံနှုတ်တွေကိုစီးပြက်နေရောက်ကျိုးနေရတာလေအမေရဲ့ရင်သွေးစုစုတဲ့ကြက်တုံလုံးတွေထက်ပြီးတာနဲ့ပဲမုံအစိမ်းကိုရေဖြော်ပြီးစားတကြားငပြားရီအချိုမုံနဲ့နနွေးမုံမှာတခါတည်းထက်မှွေရတာပဲနဲ့ပြောင်းမှကြက်သားပြုတ်တွေကိုချင်းကြက်တုံဖြူတောင်းနဲ့စီတက်ပြီးထဲ့တာအမေရဲ့ပြီးမှစီးပြက်အောင်ကြိုထားတာအုံနှုတ်တွေလောင်းမထည့်ခင်တချို့ဖယ်ထားရသေးတယ်အုံနှုတ်နဲ့မတည့်သူရှိနေတန်တယ်တဲ့မဆွေတယောက်ဒေါ်ဘူးမလက်ရကိုကြိုက်ပေမဲ့နီးမသိ၍မချက်တက်ခဲ့ပေမဲ့မိပွေးပြောတာတေချာမှတ်ထားပြီးစမ်းချက်ကြည့်ရအမလီကောင်းနေရောပဲမသိရဒေါ်ဘူးမချက်တယ်ပဲထင်းနေကြမှာလို့ပြောမိတဲ့အထိသဘောကျနေတယ်ချက်ပြုတ်ပြီးတော့ဟင်းရီအိုးကိုတမန်တလင်းမှာချပြီးအိုးအဖုံးကိုပိတ်ခါအိယာဝင်ရပြင်းနေစေအမေဟင်းရီအိုးကြီးကိုအောက်ကတေးသားချောင်းနှစ်ချောင်းနဲ့ခုထားရတယ်အမေရဲ့အဖုံးကိုအလုံးမပိတ်ထားရဘူးတဲ့အဲ့လိုထားရင်ချင်းသွားပြီးစားမိတဲ့သူတိုင်းဝမ်းပြတ်တတ်တယ်တဲ့ဒေါ်ကြီးဘူးမှပြောတာကြားဘူးတယ်မဆွေကမန်းကနန်းမိဝေးပြောသလိုအမြန်လုံးရင်မိဆက်စုကတော့လေမတိတာကိုမရှိဘူးကြီးကပြောလိုက်တယ်အဲ့လိုဆက်စုတက်တဲ့မိဝေးကိုအရက်ကလည်းချစ်ကြတယ်ဖင်ပေါ့ပြီးဘာခိုက်မုတ်ဘိုးရလေလှုပ်ပေးတက်ပြီပါတခါတလေလဲမိဝေးကိုကြောက်ကြရတယ်မင်္ဂလာဆောင်အိတ်တဲ့အိမ်မှာမိဝေးကြောင့်မင်္ဂလာပွဲပြက်ပူတွေပါတရိုးသမီးလေးကကြီးရတာငယ်ပြီးလှတယ်ငါတော့နှမျောရောပဲအေးဘာလို့လဲအမရဲ့ဘာလို့ရမလဲဒီအိမ်ကတရိုးသားကလူပြမဟုတ်ဘူးလေနင်မသိဘူးလားအရေးတယောက်နဲ့ကလေးပါရှိနေတာဟိုရက်ကအရင်မိန်းမလိုက်လာသေးတယ်ဘလို့ချော့လွတ်လိုက်လဲမသိဘူးဟိုကပြန်သွားတယ်လေကြီးရတာဒီကောင်မလေးကသူ့အလုပ်ရှိရဲ့တူးတဲ့တော့သမီးချမ်းသာလို့အပိုက်ကျန်တာဖြစ်မယ်တရိုးသမီးဘက်ကဒါကိုမသိဘူးလားမသိလို့ဖြစ်မှာပေါ့အကောင်ကရုပ်ချောပွဲရအပြောကအဆူကောက်ဆိုတော့ယုံနေတာဖြစ်မှာပေါ့
သူတို့သမီးအဖေသေးတာမကြသေးဘူးကြားတယ်မအေကြီးကသဘောတူနေပုံပဲကောင်မလေးကြည်ရတာဟဲ့ပတ်မရှိဘူးမင်္ဂလာပွဲမရောက်ခင်တရက်ကြိုးတည်ပြင်ဆင်ရင်ရောက်ွက်တဲ့အပြိုမတွေပြောတာကိုနားဆွင့်နေတဲ့မိပွေးဟာအိမ်ခဲထဲမှာထိုင်းနေတဲ့သူတို့သမီးလောင်းနဲ့သူတို့သမီးအမေရှိရာကိုချက်ချင်းသွားလိုက်တော့တယ်မိပွေးတို့တော့ဆက်စုတော့မယ်ဟေ့ဒါကဟိုဘလန်ဈေးဆိုင်ကမိပွေးတဲ့ဆက်စုလုံးလို့မိပွေးလို့ခေါ်ကြတာသူတို့သားရဲ့အမေကပြောဆိုမိတ်ဆက်ပြီးလောက်เสียရှိတာလုပ်နေချိန်ဒေါ်ကြီးဘာလဲသမီးဘာလို့ဒီမမလှလှလေးကိုမိမရှိကလေးရှိတဲ့ဒီကကိုကြီးနဲ့မင်္ဂလာဆောင်ပေးရတာလဲဟင်ဘာပြောတယ်ကလေးအလန်တကြားအော်မိတဲ့အထီးဖြစ်သွားတယ်တထင်းမကြီးရဲ့နာနာကိုကတ်ခါသူကြားလာရသမျှအားလုံးကိုတလုံးမကျန်အောင်ပြောပြလိုက်လေတော့တယ်ဖះဟုတ်နေမလားမသိဘူးသမီးရေဒီကလေးပြောတာအမေတေချာဆုံနှက်ကြည့်ရအောင်မယ်လို့ဆိုကဟမ်မပြတ်ဆက်ထိုင်းနေကြသေးတယ်မိဘွေးရဲ့အမငယ်ကသူညမမိဘွေးရဲ့ထုံးစပ်ကိုသိနေသူမို့အခုလိုတတို့သမီးအမေရဲ့အနာနာတို့ကတ်ခါလက်လေးနဲ့ကာပြီးပြောနေ၍လှမ်း၍ခေါ်ကမေးလိုက်ရမိဘွေးဘသူအတွင်းနေလာတော့နေတာတော့ငါတွေ့တယ်နော်တုတ်ပါဘူးဒီအိမ်ကကိုကြီးမှာမိန်းမနဲ့ကလေးရှိတာပဲပြောပြလိုက်တာဟင်အမလီဒုက္ခပါပဲလာအိပ်ပြက်မယ်စိုးရိမ်စွာပြောရင်မိဘွေးရဲ့လက်ကိုဆွဲကအိမ်တို့ပြန်ခေါ်လာရတော့တယ်အိမ်ပြန်ရောက်တာနဲ့အမေရေအမေသမီးမိဘွေးမှွေချက်ကတော့မပြောချင်ဘူးတကယ်အရက်ကထုံးစံအတိုင်းမင်္ဂလာဆောင်မဲ့အိမ်ကိုလောက်ကကူရန်သွားတဲ့သမီးတွေကိုမဆွေတစ်ချက်လှမ်းကြည့်မိရင်အလက်မရဲ့စကားကြောင့်ဘာဖြစ်လာကြပြန်ပြီလဲဘာဖြစ်ရမလဲသူတို့သားမှာမိန်းမနဲ့ကလေးရှိတယ်ဆိုပြီး၆ပြောနေလို့ပေါ့အမေရဲ့မဆွေမျက်နှာတင်းသွားတယ်ဒီကလေးရိုက်ပြီးဆုံးမရတော့မယ်လို့တွေးပြီးကြိတ်လုံးရှာလိုက်ရအကင်းပါတဲ့မိပွေးကမငယ်တို့မှမသိပဲမာကြီးယူတို့ပြောနေတာတကယ်ကြီးကိုအမေပဲပြောထားတယ်မလားလင်းယူရင်မိန်းမရှိတဲ့လူမဖြစ်ဖို့လိုတယ်ဆိုဟိုမမကလှပြီးစိတ်ထားလေးကောင်းမွန်မယ်အမေရဲ့တော့ကြအမေပြောသလိုမယံငယ်ဖြစ်သွားရင်ဘယ်နဲ့လုံးမလဲအဲ့ဒီလိုပြောနေစီဈေးဝယ်ရင်မိခင်နဲ့စကားပြောနေတဲ့ဒေါ်မြတန်းကဝင်၍ထောက်ခံလေတယ်မိပွေးပြောတာဟုတ်တယ်မဆွေလူသိရှင်များတာမယူထားတာတက္ကသိုလ်တက်နေတဲ့ကလက်မှတ်ထိုးထားကြတယ်ကြားတယ်ခလေးရပြီးအကောင်ရဲ့အမေကသဘောမတူလို့ခိုးပေါင်နေတာလေတထေးသမီးနဲ့မင်္ဂလာဆောင်မယ်ကြတော့ကျမဖြစ်မိပွေးလိုပဲသွားပြောပြလိုက်ရှင်တာတော့ကြလူမုံနေမှာကြောက်လို့နောက်ပြီးကိုနဲ့လည်းမခင်မင်းတော့ဒီတိုင်းနေရတယ်ဟုတ်တယ်မဆွေရေကောင်မလေးကနှုတ်ဖက်ပြီးချောလိုက်တာတအားပဲမဆွေဟာမမြတ်တဲ့စကားကိုကြားရပြီးချိန်ဟုတ်လားမမြတ်တဲ့အမလီလေးကန်တီပေလို့ပဲကျမတို့ကလမ်းချနေလို့ဘာမှကိုမသိတာမမြတ်တန်းသာမပြောပြရင်ဒီနေ့မိပွေးအသေးပဲပြောရင်ကနေနောက်တစ်ခါသူများမကောင်းကြောင်းတွေမပြောနဲ့လို့ဆူလိုက်ရလေတယ်မိပွေးဟာမိရင်နဲ့ငိမ့်ချမ်းရပြီးပြီမို့အိမ်ကနေလစ်ထွက်သွားပြန်တယ်မင်္ဂလာဆောင်မဲ့အိမ်တို့ထပ်မံ၍ရောက်လာရမိပွေးလို့ခေါ်လိုက်တဲ့ညောင်မိပွေးလှန့်သွားတယ်လှည့်ကြည့်လိုက်ရမယူဖြစ်နေ၍ရင်ဘက်ကိုဖိကအမလီလမ်းလိုက်တာမကြီးယူကလူကိုတုံသွားတာပဲဘာချောင်းနေတာလဲမိပွေးရဲ့အိတ်ရှိဘက်ကိုလုံးဝမသွားနဲ့နော်ဟိုမှာပြဿနာတွေတက်နေပြီဟုတ်လားမကြီးယူဘာဖြစ်နေကြလို့လဲဘာဖြစ်ရမလဲမိပွေးရဲ့သူတို့သမီးအမေကသဘောမတူဘူးအိမ်အောင်နဲ့ကလေးရှိနေတယ်မလားလို့ပြောလို့သူတို့ရှင်းနေကြတယ်။အော်ဒါများမကြီးယူပြောတဲ့သူမိန်းမနဲ့ကလေးကိုခေါ်လာပြလိုက်ရေးပြီးနေတာကိုမိပွေးပြောလိုက်ရငါတို့ကသိပေမဲ့သူတို့သမီးအမေကမသိလို့နေမှာပေါ့အခုကြည့်ရတာငြိမ့်နေတယ်သူတို့လိန်နာအောင်မြင်သွားပုံရတယ်အဲ့မေကြီးကဘယ်နားမှာနေလို့လဲမကြီးယူရဲ့ဟိုဘက်ရောက်ဝက်ကလေနင့်တငယ်ချင်းမိချမ်းတို့ညာဘက်အိမ်ကမနှွေးတဲ့တနာပါတယ်လို့ပြောပြအပြီးမိပွေးပြန်တော့မယ်မကြီးယူဟုဆိုကလက်အထွက်ဟိုကလေးမခဏနေရောသူတို့သမီးအမေကလှမ်းခေါ်ရင်အပြင်သို့ထွက်ခါမိပွေးစီရောက်လာလေတယ်နင့်ကိုပြောချင်တာရှိလို့နေပါအောင်ဘာကိစ္စမဟုတ်မဟတ်တဲ့စကားတွေပြောရလဲဟင်လူကကြည့်တော့လက်တောက်လောက်လေးနဲ့စကားပြောတာကဗယံပတာမိဘတွေကမဆုံးမကြဘူးထင်တယ်မျက်နှာသားတီတီနဲ့ပြောရင်ခဏနာကမိပွေးကိုတေချာတစ်ချက်ကြည့်ပြီးဆက်ပြောလိုက်တယ်သူတို့ကမဟုတ်ဘူးတဲ့မဟုတ်တာပြောတဲ့လူကိုတတ်မလို့တဲ့ငါကနေပြောတယ်လို့မပြောမိလို့တော်သေးတယ်သွားတော့မနှက်ပြန်မင်္ဂလာပွဲကြရီလည်းမလာခဲ့နဲ့ကြားလားမိပွေးဟာမော့ကြီးရေးစိတ်ဆိုးနေတယ်အတော်ကြီးသဘောပဲထားလိုက်တော့မယ်မမကိုတနာလို့ပြောပြတာကိုမိပွေးတို့မိဘကဆုံးမတယ်တိလားမိပွေးကိုအဲ့လိုလာမပြောနဲ့လာတက်ကြည့်ပါလား
မိပွေးအဖေနဲ့တိုင်မှာပေါ့တော်ပြီအဲ့အကိုကြီးမိမမနှွေးအိတ်လဲသွားမပြောပြတော့ဘူးအတော်ကြီးသမီးလဲမင်းငယ်ဖြစ်ဖြစ်ပါဖြစ်ဖြစ်ထားလိုက်ပြီဟွန်းအာသွက်ချာသွက်နဲ့ကက်ကက်လန်အောင်ပြန်ပြောပြီးပြေးထွက်သွားလေတယ်ဟင်မရကြီးနေတဲ့အိမ်ဒီကလေးမကတိနေတာလားသူတို့သမီးအမေတွေးမိလိုက်တာမို့မိပွေးနောက်ကနေပြေးလိုက်ရေသမီးခဏနေပါအောင်ခေါ်လိုက်မှမိပွေးတယောက်နှက်ခမ်းဆူ၍ရက်ဆောင်နေတယ်အဲ့အိမ်ကိုလိုက်ပို့ပေးပါလားသမီးကိုမုတ်ဖိုးတွေအများကြီးပေးမယ်ဒီမှာခဏဆောင်နေနော်ကားယူပြီးပြန်လာခဲ့မယ်ဒီလိုနဲ့မိပွေးကောင်းမှုနဲ့မရကြီးအိမ်ကိုရောက်ခဲ့ကြရာမမနှွေးဆိုတာမဟုတ်လားမိပွေးကခြံဝါးကနေနှုတ်ဆက်လိုက်ရာဟုတ်တယ်ညီမဘာကိစ္စလဲလို့ပြော၍မိပွေးဟာခြံနဂါးဝါနာကတစ်ပေအကွဲမှာပုံနေတယ်တတိုးသမီးအမေကိုတစ်ချက်လှမ်းကြည့်လိုက်ရာပြောဟုလက်ဟန်နဲ့ပြလိုက်တာနဲ့မမနှွေးယောက်ျားကမနဲ့ပြန်မင်္ဂလာဆောင်တော့မှာတဲ့အဲ့ဒါမမနှွေးမသိဘူးမို့လားအတက်ကြဲနဲ့ပြောလိုက်တာမို့မနှွေးဆိုသူကညီမကသူတို့ရဲ့တစ်ဖက်လမ်းကဈေးဆိုင်ကမလားမှတ်မိတဲ့ဟန်နဲ့မေးတာတော့ဟုတ်တယ်လေမမကိုတော့မိပွေးမတည်ဘူးမာကြီးယူတို့ပြောနေတာကြလို့မမကိုလာပြောပြတာလို့မယူပြောတာကိုတလုံးမကြက်ပြပြောလိုက်ရာဟုတ်ပါတယ်ညီမရဲ့သူတို့မင်္ဂလာဆောင်မှလည်းသိပါတယ်သူကအမကိုပြစ်မထားဘူးလို့မင်းညာကတားလေးနဲ့မမကိုတညာလောက်ခတိပေးထားတယ်လေအခုလိုလာပြောပေးတာကျေးဇူးတင်ပါတယ်နော်မိပွေးကိုရေပွေးသလိုခင်မင်းစွာပြောပြလိုက်ရာဟင်ဒါဆိုမမတွေကမင်းရဲ့ကြီးဟိုမမကမင်းရဲ့ငယ်ပေါ့မိပွေးပြောနေသေးကျေးဇူးကြီးလာတဲ့ကလေးမပဲဒါနဲ့တူမလေးကမနှွေးနော်အန်ဒီတို့ကသူ့အကြောင်းအကုန်သိထားတဲ့အိမ်နောက်နဲ့ကလေးရှိတာခုဒီကလေးမပြောပြမှသိရတာသူတို့ကိုမေးတော့မဟုတ်ဘူးညင်းနေတာကွယ်အခုတော့အပြက်ပြောလို့ရသွားပြီတို့သမီးအမေကဝင်ပြောလိုက်ရာဟင်ဒုက္ခပါပဲအန်ဒီရဲ့သူသိရင်နှွေးကိုမုန်းနေတော့မယ်ငိုနေတဲ့သူမကိုမိပွေးကအကြံပေးလိုက်လေတဲ့ဟာမမနှွေးကလည်းထီဘွားတော့ကိုမမနှွေးတို့မိသားစုရိုက်ထားတဲ့ဓာတ်ပုတ်တစ်ပုတ်ပေးလိုက်ရင်ပြီးနေပြီဟာကိုအဲ့ဒီလိုဆိုကဖုံးမျက်နှာပြေကမိသားစုပုတ်အားလက်ညှိုးထိုးကပြောလိုက်တာကြောင့်ဒီပုတ်ကိုပေးလိုက်ရင်အမားတို့သားမိကိုတက်တက်လုံးမုန်းသွားလိမ့်မယ်ဖုံးကိုဝှက်လိုက်ရာဓာတ်ပုံနေပါတွေမလိုပါဘူးကွယ်ဘာမှမသိတယ်လို့ပဲနေဟုတ်ပြီလားဒီအိတ်လိပ်စာတော့အန်နီမှတ်သွားမယ်အတီးတယောက်ကပြောပြတာလို့ပဲပြောလိုက်မယ်လိပ်စာယူပြီးခြံပြင်ကနေဖုံးဖြစ်ဓာတ်ပုံရိုက်လိုက်ပြီးပြန်ခဲ့ကြပါတယ်ညီကချစ်ဖို့တော်တော်ကောင်းတာပဲငါ့ကိုများဘွားတော်တယ်လားကားမောင်းရင်သဘောကျသွားပြောလေရာမိပွေးမျက်နာကမကျေနပ်သေးဟန်နဲ့တီးနေတယ်ဟုတ်တယ်လေမိပွေးကိုများမိမဆုံးမဖမဆုံးမလို့ဒေါ်ကြီးပဲပြောထားပြီးတော့လို့ပြန်ပြောလေရဲ့ဒေါ်ကြီးသမီးလေးကိုသမီးလိုလဲလဲဝဲဝဲလေးဖြစ်စေချင်လိုက်တာဒါများဘာခက်လို့လဲဒေါ်ကြီးရဲ့အားအိတ်လဲနေလိုက်ပေါ့လို့ပြောလိုက်တာကြောင့်ဟင်အမလီအားရပါရရင်းနေစဉ်ဒီမှာပဲရက်ပြီးတော့ဟိုအိမ်ကိုမလိုက်တော့ဘူးဟိုးကမုတ်တုတ်တွေတွဲလောက်ဆွဲထားတဲ့ဆိုင်ကမိပွေးတို့အိမ်ပဲဒေါ်ကြီးမိပွေးကိုမဟုတ်ဖို့ပေးရင်အိတ်တိရောက်ပြထားတာဟုတ်ပါပြီတော့ဟုတ်ပါပြီကဲသွားတော့တကယ်အားကကလေးပဲချစ်စရာလဲကောင်းလိုက်တာလို့မိပွေးပြသားတာကိုငေးရင်ဆက်ပြောလိုက်တယ်မိပွေးအိမ်ပေါ်မတက်ခင်မိခင်နဲ့အမတွေပြောနေတာကိုအပြေကနေ6ရက်နားထောင်နေမိတယ်အဲ့အိမ်မှာလည်းမရှိဘူးမယူပြောတော့ပြန်လာပြီးပြန်မယ်ပြောသွားတယ်တဲ့တယောက်ကလုံးဆိုင်ကယ်နဲ့ပတ်ရှာတာမိကေးတို့စီလည်းမလာဘူးတဲ့အမေဒုက္ခပဲဒီမိပွေးတကောင်ကိုမွေးမိတာအမြဲတမ်းတစ်ခုမဟုတ်တစ်ခုပူပန်နေရတယ်ပြစ်ထားလိုက်ရှားမနေတော့နဲ့မရှာလို့ရမလားကွအခုတလောခလေးတကိုးတွေတက်ငယ်မတိန်မှုတွေကြားနေရတာပေးစံဆိုင်ကယ်တော့ရှာမတွေ့ရဲတိုင်ရမယ်မိဘတွေနဲ့အကိုအမတွေသူ့ကြောင့်စကားများနေတာကိုတီတီချင်းအိတ်အောက်ထဲဝင်ပုံနေလိုက်တယ်သူ့အဖေအိတ်အပြေထွက်ကဆိုင်ကယ်တော့ထဲနေကြဖေကြီးမိဘွေးကဒီမှာလို့အတန်ကိုအုတ်ကလှမ်းပြောလိုက်ရာတွေ့ပြီဟေးတွေ့ပြီအိတ်အောက်မှာဟဖခင်ကအော်ကဆွဲထုတ်လိုက်လေတယ်မသားမလေးဟင်ငါ့ကိုအပူတော်တော်ပေးတဲ့ကောင်မလာခဲ့စမ်းမတ်ဆွေကဂယုဏဒေါသကရိုက်ဖို့ပြင်နေတာကိုဝိုင်းဆွဲနေကြရတယ်တော်ပါတော့အမေရဲ့ပြန်တွေ့ပြီပဲဟာအေးတားကြဒီကောင်မဒီတက်ကြီးရဲ့ဒီတက်ပိုပွေးမယ်တိထားကြအိမ်ထဲဝင်သွားရာမိပွေးကိုချရင်ဘွက်တွေပေးနေတဲ့ထမိန်အားမိပွေးမြင်လိုက်ရာမေကြီးဘွက်တွေပေးနေတယ်လဲလိုက်အောင်မနှက်ပြန်မိပွေးလျှော်ပေးမယ်လို့လှမ်းပြောလိုက်ရာမတ်ဆွေအနောက်သို့လှည့်ကြည့်ပြီးအတန်တိုက်ဆဲဆိုလိုက်ရာမိခင်ကိုပြေးဖက်က
သူဖြစ်ခဲ့တာတွေတလုံးမကြမ်းပြတ်ပြောနေပါတော့တယ်အဟုတ်ပဲလားမိပွေးရဲ့နင်ဟာလေငငယ်လေးနဲ့တော်တော်ဇက်ရှုပ်တယ်နောက်ကိုအဲ့လိုတွေဝင်မပါနဲ့ကြားလားမိပွေးခေါင်းနှိပ်ပြလေတယ်မိပွေးကိုအကိုနဲ့အမတွေကပြုတ်ကြည့်ရင်အမေမှားမနေနဲ့အမေရဲ့နောက်တစ်ခါပေါင်းကကြားရတာအကျိတ်တသိမ်းမကတော့ဘူးဝင်ပြောကဘလုံးကွဲအောင်ရီမောနေကြပါတော့တယ်မိပွေးတို့မိသားစုထုံးဆက်အတိုင်းရုပ်ပိတ်ရက်ကြောက်ပိတ်ရက်တိုင်းစကားတွေစုကကြည့်တတ်ကြလေတယ်ဈေးဆိုင်ကိုကျုပ်သူကထရောက်ပြီးတနေကုန်ညနေတဲ့အထိကြည့်တတ်ကြတယ်တရေစာအမျိုးမျိုးလှုပ်ရှားကပြောကြလေတယ်မာကြီးကလည်းပြင်းစရာကြီးဟာတာကကြည့်ရအောင်ပါဆိုနားကြီးတယ်မိပွေးမကြည့်ချင်အိတ်နေမိပွေးအမကြီးကဟောက်လိုက်ရမိပွေးထာယာကထားလိုက်ပြီးကိုကိုခွေးလွတ်ပါခွေးရဲ့နောက်တစ်ခါမလုပ်တော့ပါဘူးတကယ်နော်အင်းမချစ်တယ်ကိုလည်းခေးကိုချစ်တယ်ပြောလိုက်တာစကားတွေကအတိုင်းသူ့ပြောပြီးခါထောက်ကအဲ့လိုအရင်မရအဖက်မရတဲ့အခန်းကမိနစ်20လောက်ကြာတယ်ပြင်းစရာကြီးပြောလိုက်တာကြောင့်ငါသမီးမိပွေးကတော့လေဟမ်လာသမီးပြင်းနေရင်ဖေးကြီးနဲ့လမ်းထိပ်သွားကြမယ်ဟေးပြောလိုက်တာဖေးကြီးဒီချိန်ဆိုဝသားတို့စိုက်ဖွင့်ပြီဝယ်ကျွေးမှာလားဝယ်ကျွေးမို့ပဲလေသမီးရဲ့လာအုတ်ထုတ်ဆောင်တားဖနှစ်ယောက်လက်ထိပ်ဈေးတန်းလေးတို့ရောက်လာခဲ့ကြတယ်သမီးအယုတ်ယူမလားမိပွေးကောက်ခါပြတယ်အယုတ်တွေအဝတ်စားတွေသူမမမတ်ပါမိပွေးရဲ့အကြည့်တွေကဝသားတို့စိုက်စီတာရောက်နေတယ်ဝသားတို့စိုက်လေးဆိုင်အနက်ကမိပွေးစားနေကြဆိုင်တို့ဝင်ထိုင်ဖြစ်ကြလေတယ်ငါသမီးကမင်းတို့ဆိုင်ရင်အမာခံဖောက်တယ်ပဲကွဘဲခါလာဆဆာဒီထဲပဲဝင်တယ်လို့ပြောမိလိုက်တဲ့ဖခင်စကားကြောင့်ဖောက်တယ်ဖျက်ရေးကောင်းမလားလို့စဉ်းစားနေတာအရင်ကလိုအသားတော့ကမထူတော့ဘူးကြည်အောင်ထောက်ကြည့်ရအဖေမျက်နှာပါမြင်နေရတယ်မိပွေးကဝင်ပြောလိုက်တာမို့ဆိုင်ရှင်ကဖောက်တယ်တော့မဖြတ်လိုက်ပါနဲ့ကွယ်ထူထူလေးလှိပေးပါမယ်ပြောသလိုတကယ်လဲအပူပေးလေတယ်ဆိုင်ရှင်ကမိပွေးကိုမှတ်မိနေတာစပြီးလာစားတဲ့ကပါခလေးမို့ဂယုမထားမိရကထိုကလေးပြောနေတဲ့စကားကိုကြားရတော့တတိထားမိကချစ်ခင်သွားတယ်သမီးဒီဆိုင်နဲ့ဆိုစိုက်ကုန်ပြီနော်ဒါမှမကြိုက်ရင်နောက်ကိုဝယ်လာပေးဖို့မပူစားနဲ့ဖခင်နဲ့ပြောနေတာကိုဆိုင်ရှင်ကနားဆွရင်ကြာတဲ့ကြော်နဲ့ဝတ်သားတို့သွားချပေးလိုက်ရင်ဖောက်တယ်လေးရေစကြည့်အောင်လိုရာရှိရေပြောတော့လို့ပြောတာကိုမိပွေးကောင်းညိတ်ပြီးအရင်ဆုံးဝတ်သားတို့ပကံကိုနမ်းကြည့်တယ်ပကံကအညှိနှက်မရှိဘူးစကြည့်တော့လေအသားကမညှိဘူးအဖေကြာတဲ့ကြော်လေးကဣပြီးထွေးထွေးလေးနဲ့ရတာရှိတယ်ဟိုဆိုင်တွေကကြာတဲ့ကမဆက်နဲ့ဝတ်သားလုံးရေမကုန်ငင်ရေတွေစွတ်ထက်ပြုတ်တဲ့အရာသာကနှီးနေရောအရာသာကလည်းချုံမန်းငံမှမသိဘူးဒီဆိုင်ကတော့မိပွေးအကြိုက်ပဲခလေးတံမဲ့ပြောဆိုနေ၍ချစ်ခင်မိတာမို့ပိတ်ရက်တိုင်းမျောနေမိတယ်စကြည့်၍အသားကိုပြားလာအောင်တမင်လှုပ်လိုက်ဒီကလည်းမိပွေးရဲ့ဆွာတာအတန်လေးကိုကြားရွေဖြစ်တယ်အိမ်ရောက်တာနဲ့ခုထိခင်းနေတော့လားပြီးကိုမပြီးနိုင်ဘူးမာကြီးစကားကလို့ပြောလိုက်ရကဲမိပွေးကြည့်ချင်တာကြည့်တော့နင်အိမ်မှာဆက်ကြည့်တော့မယ်လို့အမကြီးကပြောလိုက်ရဖခင်လက်ထဲဝတ်သားတို့ကိုယူလိုက်တယ်အမလီမသိရင်ညီမအငယ်ဆုံးလေးမို့အလိုလိုက်တယ်ထင်းနေကြအောင်မယ်ကိုဟာကိုဝတ်သားတို့စားကျင်စားတယ်မပြောဘဲနဲ့ပြက်ပြောလေရဒါဆိုစားရင်နဲ့ဆက်ကြည့်လိုက်ရမလားစားလိုက်မှစတီဆက်စီပြေးသွားကအခွေကိုထုတ်လိုက်တော့တယ်အမေသမီးကတကယ်မလွယ်တာလို့ပြောပြီးထပ်သွားချိန်သူ့စိတ်ကြိုက်ခွေကိုကြည့်ရင်စကားကိုကြည့်ကပါဇက်ကလည်းပေါက်ပေါက်ဖောက်နေတယ်တွေ့လားသူများတွေတွေ့ကြိုက်ချင်ညာကွဲတာတွေပြီးပြင်းနေရောအမကြီးကြည့်နေတဲ့ကားကမျက်နှာသေးကြီးတွေနဲ့နာမည်ကြီးနေကြတာသူ့မကြီးအတင်းကိုမိခင်အားတုံလေတယ်အငယ်မနော်နေငါမိမယူရင်အဲ့လိုတွေပြောလို့မရဘူးကြားလားပြောစရာရှိပါစေရောကိုငယ်ရအခုထိရီးစားတောင်မရှိသေးပဲနဲ့ရှိတာဗောဟာမနေ့ပြကြရင်အိမ်ကိုခေါ်လာခဲ့မယ်တားငယ်နဲ့မိပွေးတို့ပြောနေသည့်စကားတဲ့တားငယ်ရဲ့စကားကြောင့်မဆွေလှဲနေရကနေထားထိုင်လိုက်တယ်အငယ်ကောင်နော်ငွေကားပြစ်အခုထိစုထားတာမဖြစ်သလောက်လေးနဲ့ဘာတွေပြောနေတာလဲလှပြောလိုက်ရတကယ်ပြောနေတာအမေရဟင်ဒါဆိုဘဲကလည်းဘာလိုမျိုးလဲဘာသာဟောတူရဲ့လားမော်တော်ကောမေးလိုက်ရတာကတားကြီးလိုဖြစ်မှဆိုရပါဗုဒ္ဓဘာသာမြန်မာစစ်ပါဗျငွေလဲထက်ဆူစရာမလိုဘူးမမကတူးတဲ့တော့သမီးအိမ်ပိုက်ကားပိုင်နေဈေးထဲမှာစတိုးဆိုင်အကြီးကြီးလဲပိုင်နေသားတို့အမေနဲ့မနှက်ပြတွေ့ပြီးရရွေးကြမို့လေ။အော်အင်းမဒါနဲ့
အဲ့သမီးမိဘတွေကရောသဘောတူရဲ့လားမမမိဘတွေဆုံးတာမကြသေးဘူးအမေဒါကြောင့်လေအမြန်အတူတူနေခြင်းမိတာအမေကိုပြောချင်နေတာအခုမိပွေးနဲ့ပြောရေးကပြောဖြစ်သွားတာအမေရဲ့သားတို့မနှက်ပြန်နေလေ7 နာရီလောက်လာမယ်ညစာစားပြီးမှသူ့ကိုပြတ်ဖို့မယ်အမေတို့နဲ့ရင်းနှီးအောင်နေတစ်ပိုင်းနေမယ်လို့စိတ်ကူးထားတာဟုတ်ပါပြီဒါဆိုအမေနေလေစားနဲ့ညစာပြင်ထားပေးမယ်ထိုညလွန်ပြီးမိုးတောက်တော့အမေပြောတဲ့အမောပြေဆိုတာသူ့မျက်နှာလေးပါမိုးလင်းထဲကမိပွေးကသူ့ကိုငယ်ကိုစားကထိုတရှိကိုအဆက်မပြတ်တီးဆိုနေတယ်မိပွေးတိတ်ဆန်းနားကြီးတယ်ဘာလဲမာကြီးကကိုငဲ့ကိုမနာလိုနေတာမလားဒါဆိုလဲမာကြီးချစ်သူကိုခေါ်လာလေမိပွေးကအခုလိုပဲဆိုပြအောင်မတော်စမ်းပါဟဲ့စိတ်ကိုမဝင်စားတာညီမတွေတွတ်ထိုးနေရင်ချက်ရေးပြုံရင်းနဲ့7 နာရီလောက်မှာအိတ်ရှိကိုစိတ်ခံကားတစ်စီးရက်ခါဟွန်းတန်ပေးလိုက်တာမို့မိပွေးကဥအောင်ပြေးထွက်လာတယ်တွေ့လားအမေသမီးဟုတ်ပါပြာကိုခတ်နေတာပဲအဲ့ဒီလိုဆိုကထွက်ကြိုကြလေတယ်မက်ဆွေကအိတ်ရှိကိုရောက်လာတာနဲ့ချွေးမလောင်ကိုကြိုရကြည့်လိုက်စဉ်ဟင်ဟုတ်ဖြစ်သွားချိန်မိပွေးစကားကြောင့်မျက်နှာကိုအမြန်ပြင်လိုက်ရတယ်ဟာကိုငယ်ပြောတော့သတို့သမီးခေါ်လာမယ်ဆိုအခုကဘဲကအတော်ကြီးကိုခေါ်လာတာတော့မိပွေးပြောလိုက်တာမမှားပါဘူးအရွယ်က45အရွယ်ဟုခမန်းရလေသည်မို့ပါခဝဝအရက်က9ပေကျော်မို့မြမဝစ်စုံနဲ့ဘိုက်ကပူးနေသေးတယ်မိပွေးအိမ်ထဲဝင်စမ်းလာသားတို့အထဲဝင်ကြဗိုက်စာနေကြပြီလားမက်ဆွေကစကားလမ်းကြောင်းလွှဲကကြိုရလေတယ်ထမင်းဝိုင်းမှာအတူတူစားတော့ကြရင်စကားတန်တွေတိတ်ဆိတ်နေတယ်မိပွေးကတော့စားရင်နဲ့သူ့ကိုယူမဲ့မဲရမင်းဆိုသူဟာအဆက်မပြတ်ကြည့်နေပါတယ်သူတခုခုပြောမယ်ကြံတိုင်းအနာကမိခင်ကပေါင်းကိုစိတ်နေတာကြောင့်ငိမ့်နေရတယ်ရမင်းကထမင်းသိမ့်မစားနိုင်ဘူးရဲ့အခုတော့2 ဘက်ကတော့စားမိသွားတယ်အမေလက်ရာကကောင်းလို့ဟုချိုးတယ်လို့နဲ့တယ်လို့ပြောလာတော့ဟုတ်မယ်မမငယ်လာကစားကအခုထမင်းစားပြီးတော့ဘိုက်ကတထွားလောက်ပို့ပူသွားတယ်နော်အမေလို့ပြောလိုက်တာမို့မိဝဲကိုမတ်ဆွေအကျိတ်ကလှည့်ကြည့်လိုက်ပြီးစကားလွှဲရပြန်တယ်လက်ရကောင်းတယ်ပြောလို့ကျေးဇူးပါကဲအိတ်ရှိခန်းမှာအသီးတွေခွဲထားတယ်သွားစားလိုက်ပါအောင်မရမင်းအားမိပွေးကမမငယ်ကိုခေါ်ရကြီးကအကြောက်ရှိလေတယ်မိပွေးသူ့ကိုမမငယ်လို့ခေါ်နော်အိုးခေါ်ချင်ပါဘူးဒေါ်ကြီးကဒေါ်ကြီးပေါ့ပြောနေတဲ့ညီမငယ်ကိုငယ်ယူတဲ့မိန်းမဆိုမမငယ်လို့ခေါ်ရတယ်ကိုကြီးယူတဲ့မိန်းမကိုမမကြီးလို့ခေါ်တယ်လို့ပေါ့အဲ့လိုမခေါ်ရင်မိပွေးကိုလူရိုင်းမှလေးလို့သူများတွေကပြောမှမကြောက်ဘူးလားမမငယ်လို့ခေါ်ရင်ဝတ်သားတို့တဝါကြီးဝယ်ကျွေးမယ်တကယ်နော်သူ့ကိုငယ်ကလူကိုရမှာအခုလိုတင်ထားလို့ပါမိပွေးနဲ့မဲ့ရမင်းတို့အဲခဲမှာတဝါဝါတဟာဟာနဲ့ပွဲကြနေချိန်နောက်ဝေးကြောင်မှာတော့သားမိတွေတွတ်ထိုးနေကြတယ်အမေရဲ့မိပွေးပြောတာမလွန်ဘူးနော်ဘယ်လိုလုပ်မလဲကိုငယ်နဲ့အသက်ကကွာလွန်းနေတယ်တော်ကြစမ်းပါအေးငါခေါင်းတွေကိုက်လို့ပါဟုတ်ပါတယ်မက်ဆွေခင်ဗျာချွေးမလောင်ကိုကြိုရင်ပြောရမယ့်ချစ်စပွဲစကားတွေပြင်ထားတာတွေသမီးလားဘာမှအာမနာနဲ့စားကြည့်ပါအောင်အမေလက်ရငါသမီးလေးကလှလိုက်တာလို့ပြောမိကြထားသမျှအသက်ကကိုနဲ့အထက်အောက်အရွယ်ကြီးဖြစ်နေ၍စားတော်ညီမအာမနာနဲ့လို့ပြောမိ၍တားလို့သူကမျက်မှောက်ကျုပ်ပြီးအချက်ပြလို့သမီးကိုပြေပြောခဲ့ရ၍ခေါက်ကိုက်မိဆိုကိုက်ချစ်စရာပါအိတ်ရှိကမ်းမှာတော့မိပွေးကပွဲခံနေတယ်ညီမလေးနာမည်ကဘယ်လိုခေါ်လဲမိပွေးကအိတ်သားတွေရဲ့နာမည်တွေကိုတက်စီကပြောပြပြီးသူ့နာမည်ကိုတော့အိမ်နာမည်မပြောပဲကျောင်းနာမည်ကိုသာပြောတာမို့ဟင်မောင်နောက်ထပ်အငယ်ရှိသေးတာလားမောင်ပြောတဲ့ချစ်စရာအရန်ကောင်းတဲ့ညီမလေးမိပွေးဆိုတာမတွေ့ပါလားပြောလိုက်တာကြောင့်အကိုဖြစ်သူကိုမျက်စောက်ခဲကကြည့်လိုက်ချိန်အဲ့ဒါသူပဲမမကြီးသူကအရန်လေတာမရမင်းလေတိတ်ခါပဲမထိန်နိုင်ပဲအားရပါရအော်ရီလိုက်လေတော့တယ်မမငယ်အဲ့လိုအားရပါရရည်နေပုံကဟိုဘက်ကအဖွားနဲ့အရန်တူတာပဲဟင်ရီလက်စကိုရက်မရခင်ဟင်လိုက်တော့မရမင်းအားမိပွေးအကူကစကားလွှဲရပြန်တယ်အော်ဟုတ်တယ်နော်ညီမလေးအိမ်ကအလတ်မတငယ်ချင်းအပွားနဲ့တူတာမရှိတဲ့သူ့နာမည်အားပြောကမရမင်းမတိအောင်မိပွေးကိုမျက်နှာရိပ်ပြလိုက်ရတယ်မိပွေးကမိပွေးနဲ့ကြာကြာနေလင်းမဖြစ်တော့တာသိလိုက်ပြီပထုတ်လေတော့တယ်မိပွေးစော့မယ်မဟုတ်လားသွားစော့တော့လေအဲ့ဒီလိုပြောလိုက်တော့မိပွေးကနေမိုးတက်နေပြီလေကိုငယ်ရဲ့သွားစော့ရင်အမေရိုက်လိုက်မယ်စင်ကြီးပေးကပေးထိုင်နေတယ်
ဒါဆိုလဲသွားအိတ်တော့အိတ်ရှင်မဘူးနေပါစေမောင်ရဲ့ညီမလေးကမမကိုခင်းနေတာကိုငယ်မိပွေးအိမ်နောက်ဝင်းမှာသွားစော်တော့မယ်မယမင်းရဲ့စကားကိုစန့်ကျင်ကထားထွက်သွားလေတယ်အဲ့လိုပဲမိပွေးကအစော့မှတ်တယ်မမရဲ့ကပြောနေရပေမဲ့မယမင်းခင်ဗျာလဲအားငယ်နေရရှာတယ်ခင်မွန်းလောင်းရဲ့မိသားစုတွေကဟဟပပမရှိကြတာသိရပေပါဘာလို့များဒီလူကိုချစ်မိသွားပါလဲလို့တွေးမိရင်မျက်ရည်ဝဲလာတယ်မမရဲ့ဘာလို့လဲဗျာမငိုပါနဲ့နော်မောင်ကမမကိုချစ်ရင်ပြီးရပဲမဟုတ်လားသိပ်ပါနော်မိပွေးကအိမ်နောက်ဘေးကနေအိမ်အောက်ကဝင်ကအကူပြောနေတာတွေကိုထောက်နာထောင်နေတယ်ဟုတ်တာတော့ဟုတ်တယ်မောင်ရဲ့ဒါပေမဲ့မမကြောက်တယ်မောင်အိမ်ကလက်မခံရင်တော့မမနောက်ဆုတ်ချင်တယ်ဟာအတိတ်ပဲမရှိတာမမရဲ့မောင်မမရဲ့အချစ်ကိုရဖို့ဘယ်လောက်တော့စူးစမ်းခဲ့ရလဲမမသိရတာနဲ့ဒီလိုတော့မပြောပါနဲ့ဗျာမိဘတွေသဘောမတူရင်မောင်တို့နှစ်ဦးသဘောတူလက်မှတ်ထိုးပြီးမမအိမ်မှာမောင်လိုက်နေမယ်ကဲမငုံနဲ့တော့ဘသူတွေပါပြောမမကမောင်မျက်စီထဲမှာဥဝဲလေးပဲအဘွားအိုးမောင်တော့မိပွေးဟာပါဇက်ကိုမဲပြီးမျက်ခုံးကိုပင်ကတိတ်တိတ်လေးနောက်ဖေးဘက်ကပြတ်ထွက်ကအမေနဲ့အမနှစ်ယောက်တို့ရဲ့စကားဝိုင်းတွေကိုဝေးလိုက်လေတော့တယ်မိပွေးကမလွယ်ဘူးအမေကြီးตาရကတ်တာတိလားတွေ့စားကအတော်ကြီးလေးပါလေးနဲ့နောက်ကြတော့မမငယ်တက်ဖြစ်သွားတာတွေ့လားအငယ်မကပြောလိုက်တော့ကိုငယ်ကအဲ့လိုခေါ်ခိုင်းလို့ပြောလိုက်မှနင်တို့အကူသူ့ကိုတကယ်ကြိုက်တာမဟုတ်တော့ဘူးငါတော့သဘောမတူဘူးအခုလဲအပြစ်မထွက်ကြနဲ့နော်မိပွေးသွားရော်မနေနဲ့ကြလားပြောလိုက်ရမိပွေးကသူ့မေရဲ့နာနာကကလက်လေးနဲ့အုပ်ရည်တီးတို့ပြောနေတယ်အခုပဲပယောပိတ်ကြီးလှုပ်လာပြီအခုချက်ချင်းအတင်းလာပြောနေပြန်ပြီဒီမိပွေးတော့အမကြီးကပြောလိုက်ရဟုတ်လားမိပွေးသမီးတို့ရေမိပွေးပြောဖို့အရာနင်တို့အကိုကတက်တက်ဆွဲနေပုံပဲချမ်းသာခြင်းလို့အလွယ်လဲလိုက်တာမျိုးတော့အမေလက်မခံနိုင်ဘူးတော့ကြသွေးဆုံးနေရင်ငါသားမျိုးတုံးနေမယ်ပြောရင်မိပွေးပြောပြတဲ့အကြောင်းကိုသမီးတွေကိုပြောပြရင်အခုလိုပြောလိုက်လေတယ်မိပွေးရဲ့အကူငယ်ကိုမြင့်စောဘွဲရပြီးအလုပ်ဝင်တွေကသူပစ္စည်းပို့နေကြမယမင်းစတိုးဆိုင်ကိုနေ့စီရောက်ခဲ့တယ်ဘောဝဖိုက်ဖိုက်အသားဖြူဖြူနဲ့မယမင်းကစီကန်းကြီးတဲ့မိဘတွေကြောင့်အခုချိန်ထိရီးစားရဲလို့တစ်ချိန်မှမထားခဲ့ဘူးပဲအစားအိတ်မထိမ့်မဲ့စစ်စလက်ခတ်နေခဲ့သူတလုံးအိမ်အောင်မပြူပဲနေဖို့သာနှလုံးသွင်းထားသူမို့မြင့်စော်ကိုလည်းလုပ်ငန်းသဘောအရသာပြောဆိုဆက်ဆံခဲ့တယ်မြင့်စော်ရဲ့စိတ်ခံစားချက်ကထူးခြားလေတယ်မယမင်းကိုစတွေ့တဲ့ကမြစ်တာစိတ်ဝင်နေခဲ့တယ်စကားပြောရင်အော်ကျဲနဲ့ပွင့်နေတဲ့မယမင်းကိုအမေနဲ့တူတယ်လို့မှတ်ချက်ချမိ၍အမေလိုချစ်မိပြန်တယ်တခါတလေရေရှိုးကောက်လျှော့ထား၍စပေချေကြီးတွေချထားပြီးတနခါရေကျဲလိမ့်ထားပုံကချစ်စိတ်ကိုကြွလာစေပြန်တယ်အာမမတရက်မှာစတိုးဆိုင်နဲ့မယမင်းခုံရှိပေါ်ကနေခြေချော်ကြတယ်မြင့်စော်ကဖတ်ထိတ်လိုက်၍အကြတက်တာခဲ့ရတယ်မယမင်းဟာယောက်ျားသားတွေနဲ့အထီးတွေမရှိခဲ့ဘူးတဲ့သူမို့ရင်တွေခုန်ခဲ့ရတယ်မြင့်စော်ရဲ့ခါနာသွားရာကစပြီးဆေးလူပေးတာတွေဆေးကန်းပုတ်ပေးရာကစပြီးမြင့်စော်ကခြေရေးဆိုလာတော့ယမင်းကလက်မခံပါအမေအရွယ်ကြီးမို့ချက်တာရဲ့တစ်ချိန်ပြစ်သွားမလားလို့စိုးရင်တာတွေတိုက်တူးသူလားဟုတန်တရားစိတ်တွေကြောင့်နှစ်နှစ်အထိအဖြစ်မပေးပဲစောက်ကြည့်ခဲ့တယ်တနေ့မှတော့မယမင်းတယောက်မြင့်စော်ကိုယုံကြည်သွားရလေတယ်ဖြစ်ပုံကမယမင်းအဖေရဲ့ညီမမှာတဦးတည်းသောသမီးလေးဟေတီကဘွဲရခါစားမှာမယမင်းရဲ့စိုက်တို့အတွေ့အကြုံရှိရဲ့လားနေဖြစ်တယ်သူမကိုယ်တိုင်ကားမောင်းလာတတ်တယ်လို့တခါတလေသူမအမေပါလာတတ်တယ်အရက်မြင့်မြင့်အသားညိုစိမ့်ပြီးကိုကာယဗလာတောက်ပြီးမျက်နှာပုံခံကြောတဲ့မြင့်စော်ကိုတစ်ဖက်သက်ချစ်မိသွားလေတယ်ကိုမြင့်စော်ရေဟေတီကိုကူညီမပါအောင်အကြောင်းမရှိအကြောင်းချပြီးရောတက်လေတယ်အဲ့ဒီအဖြစ်ကိုယမင်းမြင်နေရတော့လူမတိသူမတိမနာလို့ဥတုံမိနေတယ်တစ်ဖက်ကလည်းဝမ်းနဲ့အားငယ်မိပါတယ်ငယ်ရွယ်ပြီးပညာကုန်အလှကုန်ဥစ္စာကျွဲဝတဲ့အသက်24အရွယ်ဟေတီကိုရွေးလိုက်မယ်လို့တွေးထားတယ်တနေ့မှာတော့ဟေတီမျက်ရည်တွေနဲ့ယမင်းထိုင်ရောက်လာလေတယ်အန်တီရဲ့လို့ခေါ်ကထိုင်းငိုလိုက်တာကြောင့်ယမင်းလန့်သွားတယ်မြင့်စော်ကစော်ကားလိုက်သလားလို့တန်းတွေးမိလိုက်တယ်ဘာဖြစ်လို့လဲဟေတီလို့မေးလိုက်ရဟေတီလေကိုမြင့်စော်ကိုချစ်နေတာအန်တီသိတယ်မလား
အမေကလည်းသဘောကျတယ်အတော်အစားလောက်ကစားမရှိလို့လေဆင်းရဲပေမဲ့သူကယဉ်ကျေးတယ်လေအန်တီရဲ့အန်တီကသမီးကိုကြိုးမမပြောထားပဲကိုအခုတော့ဟေဒီအချက်လဲကွဲရတယ်အသေးလဲကွဲရပြီအန်တီကကန်ကောင်းလိုက်တာကိုမြင့်စော်ကိုဒီနေ့အပြင်မှာချိန်ပြီးဟေဒီကစပြီးဖွင့်ပြောလိုက်တာအဲ့လိုပြောပြီးဆက်ပြောလာတဲ့စကားတွေကိုနားထောင်ရင်ရမင်းရင်တွေတလက်လက်ခုံးနေပါတော့တယ်သူကအန်တီကိုပဲချစ်နေတာတဲ့လက်ထပ်ပြီးတည်တဲ့အထိအတူနေကျင်တာတဲ့အမေကိုလည်းဖုတ်ဆက်ပြီးပြောပြလိုက်တယ်အမေကပြောတယ်သမီးနောက်ဆုတ်လိုက်တဲ့သမီးအန်တီအတွက်ခုံပြုတ်ပေးရမယ်တဲ့အန်တီရဲ့သမီးလိုအရာရာပြည့်စုံတဲ့လူကိုမချစ်ပဲအန်တီကိုယူရင်သူ့ရင်တွေဘယ်လိုလုပ်ရနိုင်ပါမလဲအဲ့ဒါလဲ तू မတွေးမိဘူးလားမသိဘူးပြောရင်ကရမင်းကိုထိသွားတဲ့စကားပါလာရာခလေးယူခြင်းလဲရနိုင်ပါသေးတယ်အန်တီကတွေးမှမဆုံးသေးတဲ့ဟာလို့ပတ်ခနဲ့ပြန်ပြောမိလိုက်ရာတော်ပြီမပြောတော့ဘူးအန်တီတို့မင်္ဂလာဆောင်ရင်ဟေဒီကိုမဖိတ်နဲ့လို့ပြောကခြေဆောက်ပြီးပြန်သွားလိမ့်မှာမြင့်တော်ကိုအဖြေပေးရန်ဆုံးဖြတ်ခဲ့သည်ပါအခုလိုမြင့်စော်ရဲ့အချစ်စိတ်အချစ်မှန်ကိုရခွေငယ်ရွယ်သူလိုစိတ်ကခံစားခဲ့ရင်ပြောဆိုရင်နှဲ့တန်လာတဲ့ခလေးဆန်လာတဲ့ချစ်သူအနိုးကြားမှာတော့ဘလို့မှမဖြစ်ပေမဲ့ဘေးလိုအမြင်မှာတော့ပိုတီဟုထင်တာမမှားပေအဲ့ဒီအဖြစ်အပျက်တွေကိုမြင့်စော်ကသူ့ရဲ့မိသားစုကိုပြောပြနေခြင်းမှာဒီလိုဆိုရင်တော့လေကိစ္စမရှိဘူးယူချင်တဲ့ဘာဆိုယူပါတော့ဒါပေမဲ့ခလေးတော့ရအောင်ယူထားကြလားယောက်ျားလေးရအောင်မွေးဒါမှနင့်ဖေတွေးကြံပြီးသာသနာပြုနိုင်မှာအကြီးကောင်မွေးတာကိုအားကိုးလို့မရဘူးမဆွေကပြောသလိုသူတို့အဖေကလည်းကြားတာကြားဘူးတယ်အခုကိုသားနဲ့မှလက်တွေမြင်ဘူးရတော့တယ်အတိတ်ကဖူးဆောင်ကြောင်ပဲပြောရမယ်နော်ကဲမဆွေမင်းလည်းရှက်မနေတော့နဲ့ကိုသားကမေတ္တာရှိလို့ယူမှာတော့ကိုချွေးမကိုသမီးပဲမဟုတ်လားငါလည်းသမီးလို့မခေါ်တာရမင်းလို့ခေါ်ရမယ်ကျုပ်လည်းသူ့ကိုနာမည်ပဲခေါ်မှာပါသမီးလို့ထမင်းစားတော့ကတစ်ကြိမ်လေးခေါ်မိပါတယ်သူကသူ့ကိုယ်သူသမီးကလေးနဲ့အမလီပြောရင်းနဲ့ခေါင်းမွေးပါထောက်လာပြီပြောနေတဲ့မဆွေအားမိဘွေကကြည့်ရင်စားနော်ညီမသမီးမိခင်ကိုလှောက်ပြောက်ပြောလေတယ်မိဘွေငါမှားထားရအောင်မယ်အမေတို့ကဘလို့ခေါ်အေးမကြည့်ဘူးညီတို့ညီမတွေအကုန်သူ့ကိုမမငယ်လို့ခေါ်ကြလားမိဘွေကိုပြောသလိုနဲ့သမီးတွေကိုပါပြောလိုက်သေးတယ်ဒါဆိုအမေလည်းသူ့ကိုသမီးလို့ခေါ်လေမိဘွေကပြောကထပြေးလေတယ်မိလို့ကတော့မလွယ်ဘူးမိဘွေနော်တတိထားနေလိုက်ဟန်ပြပြီးအော်ပြောနေတဲ့မိခင်အားတားငယ်ကအခုလိုပြေးပြေးလဲလဲဖြစ်သွားတာပဲတားပြောရပြီအမေတားကိုချစ်တယ်လို့အမကိုလည်းချစ်ပေးပါဗျာသူခမတကောက်ကျက်ဘွားနဲ့နေခဲ့ရတာမို့တယောတာလှောင်တာမျိုးတော့မရှိစေချင်ဘူးဒီနေ့လိုအခုလိုမျိုးမမရှိမှမပြုတ်မှုစေချင်ဘူးစိတ်ချပါကိုငယ်ရဲ့ညီမတို့ကတိတက်ပါတယ်မိဘွေပဲအာမမခံနိုင်တာသူပြောချင်ရင်ရှင်းတော့ကြည့်တာမဟုတ်ဘူးအကြီးမကဝင်ပြောလိုက်တာကြောင့်ကိစ္စမရှိဘူးမိဘွေကိုကိုငယ်ချုပ်နိုင်တယ်မပူနဲ့ပြောပြီးမိဘွေကိုအလိုလိုက်ကစားကျင်တာဝဲကြွေဝဲပေးတိုင်းနားသွင်းလေတော့တယ်မမငယ်ကိုချစ်ချစ်ခင်ခင်နေနော်ညီမလေးမမငယ်ကမိဘွေကိုချစ်လို့လေအင်ကြီးတွေဝဲပေးလိုက်လာလို့ပြောပြီးလမ်းမေးက6ရောင်းနဲ့ဂါဝင်တစ်ထည်ကိုဝယ်ပေးရဟင်ချစ်လို့ဝယ်ပေးတယ်လေပြောသေးတယ်1000မို့3နဲ့အပေါ်သားကြီးပေးရလားလူကိုများဘာမှတ်နေလဲမသိဘူးပြောလိုက်တာကြောင့်နင်ကလည်းပို့ပြန်ပြီ3နဲ့ကို1000မှာဟာတကယ်ပဲမလွယ်တဲ့မိပွေးမယူရင်နေဟာနောက်တစ်ခါမဝယ်ပေးတော့ဘူးစိတ်မချွေစာပြောလိုက်တဲ့အကိုအားစစ်စစ်ကြည့်ပြီးမိပွေးပြောလိုက်တဲ့စကားကြောင့်မြင့်စော်မျက်နှာပြုံးသွားရလေတယ်အကိုငယ်ကကိုပတ်စံနဲ့ကိုပစ်ကြရဝဲလာတာမိဝေးတီသားပဲအမငယ်သားဆိုအဖိုးကြီးတဲ့ဟာတွေဝယ်ပေးမှလေဟုတ်ဘူးလားနောက်တစ်ခါမမငယ်နဲ့တွေ့ရင်မိပွေးမတောက်ဘဲနဲ့ဝယ်ပေးစီရမယ်ပြောလိုက်တာကြောက်ပါမင်္ဂလာရက်ရွေးတဲ့နေမှာရောက်ွက်တဲကလူကြီးတချို့ကိုဖိတ်ရလေတယ်ဖခင်နဲ့အတူမိပွေးပါပါသွားတဲ့အခါဟုတ်လားချွေးမလေးကဘဲကလဲဗျချွေးမလေးမဟုတ်ဘူးပါကြီးရဲ့ချွေးမကြီးလို့ပြောရမယ်အမေနဲ့အသက်မကွာဘူးရဲ့ဟေးမိပွေးစကားကြောင့်အံ့အားတင်သွားတဲ့အုပ်ချုပ်ရေးမှုကိုဖခင်ကရှင်းပြရပါတော့တယ်အဲ့လိုဖြစ်သွားတယ်ဗျာမတက်နိုင်ဘူးလေဖူးစာပေါ့ရောက်ွက်တဲကအပြိုတွေငိုးနေတော့မှာပဲဗျအဲ့လိုနဲ့မင်္ဂလာပွဲပြီးသွားတဲ့အခါအမေစိုက်ပိတ်ပြီးသမီးတို့နဲ့လာနေပါလားမနေပါရစေနဲ့ကွယ်ကို့ဘာကိုအရင်တိုင်းပဲနေပါမယ်အငယ်ကောက်ကိုသာဂယူးဆိုင်လိုက်ပါ
ချွေးမရဲ့ခေါ်နေခြင်းကိုညှင်းပယ်ပြီးမဆွေသားဖြစ်သူကိုနှမျောတသားနဲ့ကြည့်နေတယ်။ဝစ်ကြွေးဖြစ်မယ်။အဲ့လောက်တော့အမေရွယ်ကြီးကိုချစ်နေတာ။ယူစီယာရှားလို့ဟဲဆိုတဲ့ပဝင်းကြီးရဲ့ဝေဖန်တန်တွေကိုမကြားဟန်ပြူရင်မဆွေကြိတ်မိတ်ကနေရလေတယ်။အမေမလိုက်ရင်မိပွေးလိုက်ခဲ့မယ်လေမမငယ်။မဆွေလန့်သွားတယ်။လိုက်ခဲ့လေတကယ်လိုက်ရမှာနော်။အပြန်အလှန်ပြောနေတော့မဆွေတားရပြန်တယ်။အခုတော့မလိုက်နဲ့အောင်ကြောက်ပိတ်မှသွားနေနော်မိပွေး။ဟုတ်ကဲ့သူတို့ပြန်มาပဲစိတ်ပေါ့သွားတော့တယ်။ဟဲ့မိပွေးနင်ကလေနေရာတကာကိုပါနေတာပဲနော်။ဘာသူနဲ့လိုက်နေမယ်ဟုတ်လား။ရောက်မှနှိပ်ဆက်တာခံနေနေတယ်ပေါ့။နှိပ်ဆက်ကြည့်ပါလား။မိပွေးအကြောင်းတော့သိသွားအောင်မယ်။ဟိုကစိတ်နဲ့စရိုက်လဲဘာမှမသိရသေးပဲနဲ့ကွာ။မင်းစကားကိုတရားလက်လို့တဲပြောတာပဲ။ဖခင်ကဝင်ပြောလိုက်မှမဆွေတို့တိတ်သွားလေတယ်။မိပွေးတို့အိမ်ဟာတဖြည်းဖြည်းနဲ့မင်္ဂလာပွဲတွေဆက်ရင်အကိုတွေအမတွေအိမ်အောင်ကြကုန်ချိန်၌မိပွေးကအသက်15နှစ်ကိုရောက်ရှိခဲ့ပြီ။အမေမိပွေးမှန်ရှိကနေသူ့ရဲ့မိခင်ကိုလှမ်းခေါ်လိုက်တယ်။ဘာတော့သမီးကိုတေချာကြည့်ပါအောင်အမေရဲ့အခုတလောသမီးအရန်ချောလာတယ်မဟုတ်လား။အာနားလိုက်တာအမေကလည်းနားအောင်ခောက်တာပဲနားမှာပေါ့အရွယ်ကားဖြစ်လက်တောက်လောက်နဲ့နန့်နေတာကြည့်မရဘူး။ခလေးကခလေးလိုမနေဘူး။လှကျင်နေတာတတိထားနော်မိပွေးနေအမတွေအကုန်ဘွဲရပြီးကြမှာလင်ယူကြတာမိပွေးနှကန်းစုကမိခင်အမောကြည့်ရင်လှတာကတားမှမရတာအမေရဲ့မိပွေးကလှလာလို့လှလာတယ်ပြောတာကိုပဲလင်ယူခြင်းနဲ့လို့ဆွဆွဲတယ်အမေကိုအဖေနဲ့တိုင်မယ်မှန်နေကြည့်ရင်အိုက်တင်နဲ့ပြောနေတာကိုမဆွေကြည့်ရဲခေါင်းရမ်းမိလေတယ်မိပွေးဘာလဲမိကေဝင်ခဲ့လေအိမ်နောက်ဖေးကတငယ်ချင်းမရဲ့ခေါ်တန်းကြောင့်အိမ်ထဲသို့ခေါ်လိုက်တဲ့မိပွေးကိုမဆွေကအိမ်မှာပဲနေနော်အပြင်ထွက်စောဖို့မစင်စားနဲ့လို့ပြောလိုက်ရသိပါတယ်အမေရဲ့အမေနဲ့အမတွေပြောတာမမေ့ပါဘူးအခုမိပွေးကအပြိုစဖြစ်တာ3လရှိပြီဆိုတာအပြိုတယောက်ကခလေးတွေလို့စောလို့မရတော့တာလဲသိပါတယ်အာမနေနဲ့တတိထားမဆွေသူ့သမီးတွေတဲ့မိပွေးကအခုလိုဖြစ်နေ၍စိတ်မရှိနေပါအတော်ဘာလို့မိပွေးကိုရိုက်နေတာလဲကြည့်မရလို့ဟေးသိပြီလားမဆွေမိကေအမေကိုပြက်ပြေးပြီးဆိုင်ရှိကိုထွက်လာခဲ့လေတယ်။နေကြောက်ဖွင့်ရင်မျိုးတဲ့ကြောက်ပြောက်တော့မယ်ဆိုငါမမငယ်ကသူ့အိမ်နာကကိုပိုင်အထက်တန်းကျောင်းမှာစရင်သွေးပေးထားလို့အိမ်မှာပြောင်းနေရမှာတဲ့။ဟဲဟုတ်လားပျော်စရာကြီးပါလား။ကျောင်းစရိတ်တွေအများကြီးကုန်တာတဲ့။ကုန်လဲငါမမငယ်ကပေးမှလေ။ဧကနာနေမမငယ်ကခလေးထိတ်မှုအခုခေါ်ထားတာနေမယ်။ဟုတ်ပါတယ်။တွေးစိုးကနေမှသားလေးတယောက်မွေးပြီးပျော်နေတဲ့အကူငယ်လင်များကိုမိဝေးပိုရေးခင်တွဲလေးတယ်။ထိန်းရလဲဘာဖြစ်လဲဟာငါတူလေးပဲ။အေးပါကြောက်ပရက်တော့ပြန်လာမယ်မလား။ပြန်လာရင်ငါတို့တွေးကြတာပေါ့။ဒီလိုနဲ့မိပွေးမြစ်စော်နဲ့ရမင်းတို့အိမ်ကိုပြောင်းနေရလေတဲ့။ညီမလေးစာကြက်ချေရောက်တော့မယ်ရေချိုးတော့လေ။ရောက်ပြီးနောက်နေ့ဂိုက်ဆရာနဲ့စာကြိုကြက်ရန်ရှိတာသိထားပေမဲ့အခုလိုချက်ချင်းဟိုသိမထားပေ။ကျောင်းဖွေးဖို့ကအဝေးကြီးလိုသေးတာကိုအမငယ်ကလည်းဝေးတယ်လို့မထင်နဲ့တနေ့တစ်ပါးသားနဲ့တင်အောင်ကြောက်ဖွေချိန်ထိတေရုံးမကုန်ဘူးတေချာစိတ်ပါလက်ပါတင်တော့ညီမလေးကိုကတော်နေမှကျောင်းမှာနာမည်ကောင်းရမှာဟုတ်ကဲ့ဘာသာဆုံးကိုဆရာဆောင်နဲ့တနေ့တစ်မျိုးတတ်မှတ်ခဲ့ရ၍10တန်းစာတွေအကုန်အလွတ်ပေးရနေပြီစာရီရတွေဆိုပြီးလဲမပေါ့နဲ့သမီးတေချာလက်ရေးလက်သားကိုကြည့်ဆိုင်အခုလိုစကားတွေမလိုအပ်ဖက်အများကြီးမပြောရဘူးဆရာမကလည်းစာတင်ရင်းကနေပြုတ်ပြပေးတတ်တာမို့မိဘွေးကငငယ်တုန်းကလိုမဟုတ်တော့ပေဟုတ်ကဲ့ရှင့်လာပြီးရှင့်ဆိုတာကအစားရင်ကျေးစွာပြောဆိုတက်လာတယ်အိမ်အကူတွေဆိုပြီးတို့ကိုအန်ဒီကမနှိပ်ဘူးတီတာရဲ့တီတာကမမငယ်လို့ခေါ်တာကြားကစားကကြီးကျင်တာတအားပဲသူ့ရွယ်ကြီးနဲ့မိဘွေးအိမ်အကူကိုတစ်ချက်ကြည့်လိုက်တယ်အရက်ကပူပြီးနှစ်ဘူးကမောက်ကအသားหนีဆက်ဖြစ်နေတဲ့အိမ်အကူအားမမငယ်ဒီလောက်သဘောကောင်းတာကိုအမကပြောရတယ်နော်အိမ်ရှိစိုးစိုးနဲ့တွေ့မှနောက်ကျင်မယ်နဲ့တူတယ်လို့ပိတ်ပြောကရမင်းကိုပြန်ပြောပြခြင်းပေမဲ့လူတွေကြားမှာအခုလိုတယောက်မကောင်းကြောက်ကိုတယောက်ကပြောနေရင်မကြားသလိုနေရတယ်ပြန်ပြောပြတာမျိုးမလုပ်ရဘူးနော်လူတွေရဲ့စိတ်ကိုသူတို့ပြောတဲ့စကားကိုကြည့်ပြီးသိနိုင်တာမို့စိတ်ကောင်းတဲ့လူကိုရွေးပြီးပေါက်တက်ရတယ်မိပွေးကံကောင်းတယ်လို့ဆိုရပေမဲ့ငကိုညာကောင်းသူမို့ဆရာဆရာမတွေဆိုဆုံးမရတာလွယ်ကူတယ်ကြောက်တက်ရတဲ့အခါကြောလေကရှိတဲ့သပင်ကိုအပြောင်သိန်းကချီနှောက်ထားလေတယ်တ
နကားပကွက်ကြားနဲ့ကြောက်ဝစ်ဆောင်ကမိပွေးရဲ့ငကိုကြော်ရှင်းတဲ့ခန္ဓာကိုယ်နဲ့လေတိုင်းဖွေးဖွေးတို့ကိုပေါ်နေစေပါတယ်ခလေးထိန်ကတယောက်အိတ်သက်ရှိရင်နဲ့ချက်ပြုတ်တာ2ယောက်တအိတ်လုံးမှာအိတ်ကို3ယောက်ရှိတာမို့မိပွေးဘာမှမလုပ်ရပြီတီးတက်အခန်းထဲမှာစာကြည့်စပွဲမှတ်တင်ကုန်အဝိပီတို့ရေချိုးကန်းအိတ်သားပါရှိနေ၍အဆဆအရာရာပြည့်စုံနေပါတယ်ညီမလေးမမကြီးနဲ့အတူလိုက်နေတော့ကပျော်ရဲ့လားရမင်းကမေးဘူးလေတဲ့ပျော်တော့ပျော်တယ်မမရဲ့ဒါပေမဲ့ခဲအိုကြီးကမူးလာရင်မမကြီးကိုရစ်နေတာတအားပဲခလေးကိုလည်းဂီးမဆိုင်ဘူးသူဘလောက်ပင်ပန်းခဲ့ရလဲအရက်လေးတောက်တာကိုအပြစ်ပြောသလားနဲ့အရင်ကမမကြီးပြောဘူးတဲ့စကားတွေကိုအပြစ်လှုပ်ပြောနေတာအပြင်တရက်ကြတော့မင်းအလုံးမလုံးတော့နဲ့ကိုဝင်ကြီးနဲ့အိမ်မနေဆိုလို့မမကြီးအလုပ်ထွက်ခဲ့ရတယ်လေနောက်ပိုင်းကျတော့သူကငွေရှာနိုင်တယ်သူမရှိရင်ဘာဖြစ်မယ်ညာဖြစ်မယ်နဲ့မောက်မာလာတယ်မမကြီးလည်းနေတိုင်းမျက်ရည်ပဲကျနေတာပြကျင်တာတအားပဲမမကြီးကမပြတ်ခိုင်းတာနဲ့ရှစ်တန်းအထိနေခဲ့ရတယ်နောက်မှမိပွေးအမှန်တိုင်းပြောပြလိုက်မှမမကြီးကအမေကိုဖုတ်ဆက်ပြီးလိုက်ခေါ်ခိုင်းလို့ပြန်ရတာဟင်ဘာကိုအမှန်တိုင်းပြောလိုက်တာလဲညီမရဲ့ရမင်းကတီးလို့စောနဲ့မင်းမီယာမိပွေးယွန်ရှာတယ်လို့မျက်နှာပေးနဲ့နှာခေါက်ရှုပ်ပြပြီးအဲ့ခဲကိုကြီးကလေမမကြီးခလေးမွေးပြီးတော့ဘာပြောတယ်ထင်လဲဘာပြောလဲသူကမင်းကိုမယူပဲမိပွေးအရက်ရောက်တဲ့အထိစောက်လိုက်ရမှာတဲ့ကြည့်ပါဦး12နှစ်သမီးကဖွင့်ပြီးလှနေတာတဲ့။အော်အဲ့လိုပြောလို့မမကြီးကပြက်လွတ်တာလား။မမကြီးကသဘောရိုးနဲ့ပြောတယ်ထင်တာ။မမငယ်ရဲ့နောက်နေ့မှမိပွေးကိုနင်းခိုင်းရင်အတင်းပွေ့ဖန်နန်းတာပြောပြမှပြန်လွတ်တာ။ဟင်တော်တော်ရုံမာတာပဲ။ညီမလေးပြန်ပြောတော့မမကြီးသူ့ကိုမဆုံးပါဘူးလား။မတီးဘူးငိုပဲငိုနေတယ်။အမေရောတီလား။တီတာပေါ့။အမေရောက်တာနဲ့မိပွေးကတန်းပြီးတိုင်တာကိုအဲ့ဒီတော့စကားများကြလား။မမကြီးကအတင်းတားတာငုံပြီးတားတာသူခံနိုင်တဲ့လောက်တီးခံပြီးပေါင်းမယ်တဲ့ပြုတ်ပြင်းလို့မရတဲ့အဆုံးမှအိမ်ကိုပြန်လာခဲ့မယ်တဲ့မမငယ်ရဲ့မမကြီးကတနာဖို့ကောင်းလိုက်တာရမင်းထိုးထိုးကြားရပြီးမပြီးသေးပါအကိုကြီးတို့အိမ်အကြောင်းကိုလည်းဆက်စုပြန်နေကျောင်းမကြီးကအေးတယ်စကားအများကြီးမပြောဘူးခိုင်းစရာရှိတာခိုင်းတယ်ကျွေးစရာရှိတာကျွေးတယ်မမငယ်လိုတီးတနည်းမနေဘူးသူ့ကလေးနဲ့သူ့ဆိုင်အလုံးနဲ့ကိုမအားနေတာမိပွေးကလည်းလေပဲ့ယုံမဲနေရတယ်အမေကပေးမနေဘူးဒါဆိုအမငယ်နဲ့ရောသွားနေဘူးလားမိပြန်ရမမကြီးအိမ်မှာလိုက်မနေခင်အမလည်းအိမ်မှာနွေရာသီကြောက်ပရဲ့လိုက်နေဘူးတယ်လေအမှနေတဲ့အကြောင်းတော့ပြောမနေပါနဲ့တော့မမငယ်ရဲ့ပြဿနာဆိုတာမိပွေးရောက်တဲ့ကဖြစ်တာဆိုတာနေတိုင်းပဲရမင်းအံ့ဩတဲ့အမူအရာနဲ့မိပွေးဆက်ပြောလာမယ့်စကားတွေကိုနားထောင်နေတယ်သူတို့ကမိသားစုများတယ်အမလက်နဲ့ယူတာကတားအကြီးဆုံးမို့မောင်နှမ9ယောက်တည်းအဲ့ကိုကအိမ်တော်ဦးစီးဖြစ်နေတာမလက်ကအိမ်လုတ်တွေအကုန်လုံးရတယ်မိပွေးကပါကူလုတ်ပေးုံနဲ့မပြီးဘူးရောက်ခမကြီးကတစ်မျိုးရောင်းမတွေကတစ်မျိုးနဲ့မလက်အမြဲငိုးနေရတာခဲကိုပြန်လာရင်မလက်ကပြန်မပြောဘူးသူတို့ကလည်းသူတို့မဟုတ်တယ်လို့နဲ့နေတတ်တော့ခဲကိုကဘယ်သိမလဲအော်တော်ပါသေးရဲ့သူတို့ပြဿနာဖြစ်တာညီမလေးကြောင့်မဟုတ်လို့အိုးဘယ်ဟုတ်ပါမလဲအစကတော့မိပွေးကြောင့်မဟုတ်ဘူးမိပွေးပြန်ကနေတော့မိပွေးကြောင့်ပြဿနာတွေဖြစ်တာရက်ွက်ရုံနောက်ရောက်တယ်မမငယ်ရဲ့ဟုတ်တယ်မမငယ်ရဲ့မိပွေးပြန်ကနေတော့မလက်မှာကိုဝင်ရှိနေရောကိုဝင်ရှိတော့နေမကောင်းတော့ဖြစ်တာပေါ့ဒါကိုအပြင်းရကြတယ်ဘာညာနဲ့ပြောဆိုနေတာသားမိတွေကပြောအောင်မကဘူးအလုံးမလုံးနိုင်ထမင်းလည်းမစားနဲ့ဆိုပြီးဟေးထမင်းတွေကိုတော့ခက်သိမ်းလာတာမိပွေးတို့ညီမစားဖို့အပြင်ကဝယ်စားဖို့ဟာမိပွေးလက်ထဲကငွေကိုအတင်းလူယူတာလေမိပွေးသူကြုံခဲ့ရတာများကိုအားရပါရပြန်ပြီးပြောပြနေတယ်လက်ထဲကပတ်စံကိုလူယူတာအမငယ်ရဲ့မလက်ကမစားချင်လို့အစာခံနိုင်ပေမဲ့မိပွေးကမနေနိုင်ဘူးလေခြံတကားပါသူတို့ကတော့ခတ်ထားတော့မိပွေးလည်းသူတို့နေကင်းအိတ်နေတော့တော်ကိုပြီးကြောင်ရင်ထဲကထမင်းနဲ့ဟင်းတွေတဝါကြီးခိုးစားတယ်မလက်ကိုလည်းအတင်းကျွေးတယ်ညနေရောက်တော့တကိုးမညီမမိမဆုံးမဖာမဆုံးမနဲ့ဆဲဆိုနေလိုက်ကြတာမိမတွေ9ယောက်ရဲ့အတန်ကညလေကောင်မှာငါစိုးတအုပ်အော်ထိုးနေတယ်လို့ပဲဘယ်ရမလဲမိပွေးကတိတယ်မလားအမေဝယ်ပေးထားတဲ့ဖုန်းနဲ့ဗီဒီယိုရိုက်ထားတာလေအတော်ကြီးတို့အကျစ်ပုတ်တာလဲထဲ့အောင်မနက်တိုင်းညတိုင်းတယောက်ကလောက်ကြအောင်ဖះချစ်ကိုပြီးသူများသားသမီးကိုကြုံလို့ခိုင်းနေတာဘိုက်ကြီးနေလို့အဝတ်မချော်နိုင်တာနဲ့ထမင်းဟင်းတွေတောက်ခတ်သိမ်းတာရောထဲ့အော်လေမိပွေးကပြတင်းပေါက်ဖွင့်ပြီးပဝင်းချေကြအောင်အော်ထက်ပစ်တာဘယ်ရမလဲသူတို့ကတကားအတင်းဖွင့်ခိုင်းတာကိုမိပွေးကဖွင့်မပေးဘူးမလက်ကကြောက်ပြီးဖွင့်ပေးတာမိပွေးနဲ့မလက်ကို
သားမိတွေဝါရိုက်ကြတာပြောမနေနဲ့တော့ဟင်အဲ့လိုရိုက်တော့နားနေမှာပေါ့စိတ်ပူစွာပြောရင်စကားထောက်လိုက်တဲ့ရမင်းကမိဘရဲ့မျက်နှာအမူအရာကိုကြည့်ရင်ရည်ကျင်နေမိတယ်သူပူတယ်လို့မဟုတ်မှာကိုသိပေမဲ့ဘယ်လိုလဲဟုသိကျင်မိပြန်တာမို့စကားထောက်ရခြင်းမှာဘယ်ကလာမမငယ်ရဲ့ပထမတစ်ချက်နှစ်ချက်တော့ခံလိုက်ရတာပေါ့မိဘကိုအဓိကထားရိုက်ကြတာလေစပင်မွေးဆွဲပြီးပေါင်ကြားညှက်ရိုက်တာဒင်းတို့ပေါင်တွေကိုမိဘကအသေးကြိုက်တာနာပြီးတော့နေရာပြောင်းကြိုက်တာသူတို့ခွာလို့မရအောင်ပေါင်ကိုလက်နှစ်ဖက်နဲ့အတင်းဖက်ကြိုက်တာတယောက်ကနာလို့လွတ်တာနဲ့တခြားသူတွေကိုပါတွေ့ရပတ်ကြိုက်ပစ်တာအပြိုမတွေရင်သားပါမကြံဘူးအော်လိုက်ကြတာဆိုပြောမနေနဲ့တော့သူတို့အမေကြီးငိုင်းနေတော့ပါးကိုအားရပါရကြိုက်နေတော့မက်လက်ကအတင်းဆွဲထားလို့လှုပ်ပေးလိုက်ရတယ်ဟင်ဟုတ်လားပြောရင်မက်ရမင်းကမိဘွေးနဲ့သားမိ9ယောက်ဖြစ်ပြနေမဲ့ပုံတွေကိုတွေးကြည့်ရင်မိဘွေးကိုသဘောကျသွားလေတယ်သူတို့ကဘာပြောတယ်ထင်လဲမိဘွေးကိုခွေးမာတဲ့ငါသားပြန်လာရင်ချက်ချင်းမောင်းထုံမဲတဲ့မိဘွေးကမခံဘူးပြန်អော်တာပေါ့ပြောစရာရှိတာအကုန်ပြောပြတာတခုမှချမ်းမထားဘူးအမလီမောင်းထုံစရာကိုမလိုတာသိလားခလေးကိုလူကြီး9ယောက်ကဝိုင်းရိုက်တာကြလူဆန်တဲ့လာရင်ပြောပါအောင်သူများသားသမီးကိုချွေးမတော်ထားပြီးခြေကောင်းလက်ကောင်းနဲ့သားမိ9ယောက်အဝတ်တွေမကပဲပေါင်ညာက CDT ပါလျှော်ပေးရတယ်ထမင်းဟင်းချက်ပေးရအိတ်သက်ချီးရေးလုပ်ပေးရနဲ့ကျုံဆိုရီတော့လားကနဲ့ဝယ်ရသေးတယ်မလားအခုတော့ကြည့်ပါဦးကိုဝင်ဆွဲနေတဲ့ချွေးမကိုထမင်းအငတ်ထားတာကြလူပေါ့လေဟုတ်လားဒီကိစ္စမပြီးဘူးမှတ်ထားဒီရောက်ကွက်ဒီမျိုးကလူတွေအကုန်သိအောင်လုပ်ပြမယ်ခဲကိုပြန်လာတဲ့အထိမဆောင်ဘူးလာမလက်ရက်ကွက်ရုပ်သွားမယ်ဆိုပြီးမလက်လက်ကိုဆွဲပြီးထွက်လာတော့ခြံတကားဖွင့်မပေးကြဘူးလေအင်းသူတို့ဖွင့်မပေးတော့မသွားရတော့ဘူးပေါ့ဟုတ်လားမရမင်းကမေးလိုက်တော့မိဘွေးမဲပြုတ်တစ်ချက်ပြုံးပြီးဘဲရမလဲမိဘွေးကခြံတကားကိုကိုက်လုပ်ပြီးအရက်ကလူတွေကြောက်အောင်အုံးငိုတာပေါ့ဟင်ဟုတ်လားဘာတွေဆက်ပြေလဲညီမရဲ့ဘာဖြစ်ရမလဲဂိတ်ကခဲဟိုကိုသူတို့ဖုံးဆက်ခေါ်လိုက်တာပေါ့ခဲဟိုရောက်လာတော့ဘာဆက်ဖြစ်လဲဘာဖြစ်ရမလဲခဲဟိုအခန်းထဲဆွဲသွင်းပြီးသူတို့ဥအောင်တိုင်တာပေါ့တိုင်ရင်မိဘွေးသူတို့ကိုကိုက်ထားတာတွေပါပြလို့ခဲဟိုကဒေါသနဲ့ထွက်လာပြီးခလေးမုံမင်းတက်တာသွားတယ်မှတ်မိမမင်းမေစီဖုံးဆက်ပြီးပြန်လာခေါ်ခိုင်းလို့ခဲဟိုပြောတော့မလက်ငိုးနေလို့မိဘွေးကဝင်ပြောလိုက်ရတယ်မလက်ပါတခါတည်းပြန်มาရှင်ကြီးတို့လိုလူမဆန်တဲ့အိမ်မှာဆက်မနေနိုင်ဘူးလို့အော်ပြရောအဲ့ဒီတော့ခဲဟိုကဘာပြောလဲဘာပြောရမလဲမလက်ကိုသူကချစ်တယ်လေခဲမလေးနဲ့ကိုတို့မိသားစုပြဿနာကိုနားလေတယ်မလားမိမလို့မလက်ကိုဖတ်ပြီးပြောနေတဲ့ခဲဟိုကိုမိဘွေးကအတင်းတိုးပြီးဖယ်ပစ်တာပွင့်နေတဲ့ခြံတကားကနေမလက်ရဲ့လက်ကိုဆွဲပြီးအုတ်ချုပ်ရင်းမှုယုံကိုပြေးတာမလက်ရောမိဘွေးရောဖက်နဲ့မပါဘူးရဲ့ဟုတ်တော့ရုပ်ရောက်ရောလားရောက်တော့ရောရုပ်ရောက်တော့ပါတီကိစ္စနဲ့ရက်ွက်ထဲကလူကြီးတွေစုံနေတာနဲ့တိုးတာလေဟဲ့ကလေးမတွေဘာတွေဖြစ်လာကြတာလဲလို့မေးတော့မိဘွေးကကဲကြပါဦးကျမတို့ညီမကိုနှိပ်စက်နေကြလို့ပါထမင်းနဲ့အငတ်ထားကြလို့ပါတကားတွေပိတ်ပြီးအငတ်ထားလို့ပါလို့ငိုပြီးတိုင်လိုက်တော့ဘယ်အိမ်ကလဲဘာလဲနဲ့မေးပြီးတော့သူတို့ကိုဆင့်ခေါ်ပေးတာပေါ့မမရဲ့သူတို့ကညီမလေးတို့ညီမဘက်ကနေလို့တော်သေးတာပေါ့ရမင်းကဝင်ပြောလိုက်ရအမလီမထင်နဲ့မမငယ်သူတို့လည်းရောက်လာရောအုတ်ကြီးရဲ့ဒီကလေးကစကားတက်တာပါသူပြောတာတခုမှမမှန်ပါဘူးကြည့်ပါဦးကျမဘာကိုသူဖက်ကြိုက်ထားတာကျမလည်းမကဘူးကျမရဲ့သမီးပြိုလေး3ယောက်လုံးကိုလည်းသူကြိုက်ထားတာရကြမရှိဘူးရဲ့ဟုတ်လားလို့ပြောပြီးလူကြီးတွေကမျက်နှာတီတီကြီးဖြစ်သွားပြီးဒီကလေးကရိုင်းလာကြီးလားမရဘူးရဲစခန်းတိုက်ပြီးလူငယ်ပြုတ်ပြည့်ရဲစခန်းကိုပို့ရမယ်လို့ပြောရောခဲဟိုကဝင်ပြောတယ်ဟုတ်တယ်ဗျာကျွန်တော်ခေါင်းနေမိတာတိတ်မှားသွားတယ်တဲ့ဒါနဲ့မိဘွေးကဝင်အော်ပြောပြလိုက်တယ်ကျမကိုလူငယ်ပြုတ်ပြည့်ရေးပို့ရင်သူတို့ကိုလည်းလူကြီးပြုတ်ပြည့်ရေးကိုပို့လို့လေမလက်ကကြောက်နေတာတုံးနေတာပဲတောင်းမှန်ပါတဲ့အမေရင်နဲ့ကိုထက်လို့မိဘွေးလက်ထဲကဖုန်းကိုလူတွေမြင်အောင်ပြပြီးဗီဒီယိုကိုဖွင့်လိုက်တာပေါ့ဖုန်းကိုလွတ်မြူနိုင်အောင်ရက်ွက်လူကြီးနာကတ်နေပြီးပြလိုက်တာဟာတခါတည်းပွဲသိမ့်မယ်ဟာခမရတို့ဒါတော့ရက်ဆက်လွန်းနေကိုချွေးမကိုဗျာဒီကလေးသာညံမကောင်းရင်ကျုပ်တို့ပါလူမိုင်းအားပေးဖြစ်ရမယ့်အခြေအနေပဲကဲကလေးမပြောသမီးဖြစ်စေချင်တာဖြစ်အောင်လုပ်ပေးမယ်ရဲစခန်းတိုင်မိုးကဘဘတို့တာဝန်ထားလူကြီးကပြောလိုက်မှမိသားစုတွေမျက်ခွက်ကဇီးရွက်လောက်နဲ့အတင်းကိုတောင်းပန်နေတော့တာရဲ့ခဲကိုလည်းသူ့မိသားစုကိုစိတ်ထိုးပြီးအိတ်ခွဲနေပါလေရောနောက်နေကြတော့မက်လက်တို့လင်မယားကမိဘွေးကိုအိတ်ပြက်လိုက်ပို့ရင်ခဲကိုကအဲ့ဒီအကြောင်းတွေကိုဘယ်သူမှပြန်မပြောနဲ့လို့မှားပြီးဆွဲကြိုးငါးမူသားပေးတာတွေ့လားဒီဆွဲကြိုးပေါ့ပြောပြနေတဲ့မိဘွေးကိုခါတိုင်းလိုတွက်လက်ချက်ချတဲ့ကလေးတယောက်လို့ရမင်းမမြင်တော့ပါဒီကလေးဟာညာကောင်းလို့နဲ့
မြေတောင်မြောက်ပေးရင်မြောက်ပေးသလောက်တိုးတက်အောင်မြင်လိမ့်မယ်လို့အဲ့တဲကတွေးထားမိရေကိုတန်းဖြည့်ပြီးအောင်သေးထွက်တာနဲ့မိဘတွေစီကခွင်တောင်းကအခုလိုခေါ်ထားရခြင်းကိုဘယ်သူမှမသိပေစာတင်တဲ့ကိုက်ဆရာအပြင်ရင်ကျေးလိမ်မှာဆရာမကိုပါတီးတန့်ခေါ်ကတင်ပြပေးခဲ့တယ်မမဟင်းမောင်ပြန်လာပြီလားအမလီလွမ်းလိုက်တာမမရဲ့တားလေးရောမမကိုလွမ်းတာလားတားကိုလွမ်းတာလားပြောရမင်းကတားနဲ့ရှင်ကဥတိုပြလေရမမကိုလွမ်းရင်းနဲ့တားကိုတတိယသွားတာပါဗျာအရန်ကြီးအော်ရီမနေနဲ့ညီမလေးအခန်းမှာဆီယာမရောက်နေတယ်ဟုတ်လားဒါနဲ့မိပွေးချင်နေဘလို့လဲမမတိုးတက်ရဲ့လားခုတ်တိုက်တာတွေရောလှုပ်သေးလားပြောမရဘူးအမေကသူ့ကိုဖုံးဝယ်ပေးထားတယ်လေသူမကျေနပ်တာအမေနဲ့တိုင်ရင်တိုင်းနေမှာညီမအကြောင်းတီထားသူပြီးပြောလိုက်တယ်မိပွေးလိုမခေါ်ပဲနေပါလားမောင်ရဲ့အဲ့နာမည်ကဓာတ်သက်ပါနေလို့ညီမလေးကပွေးတယ်လို့ဖြစ်နေတာအမှန်ကညံရမ်းကောင်းတာမောင်ရဲ့အမလေးဗျာမောင်မမပဲသူ့ကိုချစ်နေတာဟုတ်ပြီလားအဝေးကပြန်လာတဲ့လင်ကိုကြချစ်မပြဘူးမိပွေးနဲ့ရှင်ကဥတိုပြပြန်ရတဟိဟိတဟာဟာနဲ့ตายရနေပါတော့တယ်နောက်ရှင်းနှစ်ခန့်ကြာတော့ဆောက်လုပ်ရေးအင်ဂျင်နီယာအဖြစ်နဲ့နိုင်ငံဝန်ထမ်းဖြစ်လာတဲ့မိပွေးခေါ်မတ်တီတာအေးတယောက်တာဝန်ကျရာမျိုးနယ်မှာတာဝန်ထမ်းဆောင်ရင်ကျောင်းတုံးကတွေ့ခဲ့တဲ့ချစ်ခွေပန်သူတွေများအများကြီးတဲ့ကသူမရွေးချယ်ခဲ့တဲ့ချစ်သူကိုတူတာနဲ့လက်ထပ်ခဲ့လေတယ်။ကိုရဲ့ကိုကမင်းကိုမပင်ပန်းစေချင်လို့အလောက်ထွက်ခိုင်းတာပါ။ပြောထားတဲ့စီကံမေ့နေတာခလေးတယောက်ပဲယူမယ်ပြီးရင်နိုးဘူးတိုက်မယ်။အမေကထိပ်ပေမယ်ပြောတယ်လေ။အမေမထိပ်ပေရင်ရင်ငွေပိုက်ပို့မယ်။ကိုတက်ထားတဲ့ပညာနဲ့နိုင်ငံတာဝန်ကိုအသက်60ထိထမ်းပြီးရလာတဲ့လုံအားကားနဲ့မိသားစုနောက်ရေးဆွမယ်လို့ဘာလဲခဲအိုကြီးလို့ငါလောက်စားစားပြီးငါစိတ်တိုင်းရနေလို့လှုပ်ချင်လို့လားဟာမဟုတ်ရပါဘူးပွေးရဲ့ကိုကပွေးကိုချင်လွန်းလို့ပါကွာကိုရဲ့ချစ်ပေးလို့ကျေးဇူးတင်ပါတယ်ခုလိုပွေးနဲ့ကိုနဲ့တနေ့ကအလုပ်တာဝန်နေနဲ့အချိန်ကုန်ပြီးအခုလိုသားလေးနဲ့ညဘက်အတူတူနေရတဲ့အရာကဘလောက်ကောင်းလဲသားလေးအရွယ်ရောက်လာရင်ကြောက်ကောက်ကောက်မှထားပြီးဂိုက်စီယာကောက်ကောက်နဲ့ထိတ်ကြောက်ရမယ်မမငယ်ကပွေးကိုပြိုးထောက်တယ်လို့ပေါ့ပြောရင်းနဲ့မမငယ်ကိုတတိရလာပြီပိတ်ရက်ကြရင်ပွေးတို့မိသားစုအဖေမေနဲ့အမငယ်တို့ကိုသွားကြတော့ရအောင်သွားကြမယ်လေဒါပေမဲ့အရင်လိုကြိုပြီးမပြောထားနဲ့အောင်တော်ကြမမငယ်နဲ့မေတို့ချက်ပြုတ်ထားနေအောင်မယ်ဒီတစ်ခါပွေးတို့လင်မယားလက်ရာတွေနဲ့ဘွားကနေရောက်လာရင်မမငယ်ရောအမေတို့ပါအံ့ဩသွားမယ်တိလာကိုကြီးမိဝေးเจ้าနေစဉ်တွေကလှတော့လဲတည်ငြိမ်နေပညာတည်ငြိမ်မှာအခြေရေးကိုမစင်စားတော့လဲလူငယ်ပင်မို့ရီးစားထားရတဲ့အခါသူမပတ်ဝန်းကျင်မှာတွေ့မြင်ခဲ့ရဘူးတဲ့ယောက်ျားဆုံးမျိုးတွေကိုမတွေ့ရအောင်ရွေးချယ်ခဲ့တယ်။မိဘွေးကိုသာမက်ရမင်းကခုလိုလမ်းကြောင်းမပေးခဲ့လျင်ရက်ွက်တဲကခက်ဆွာဆွာခက်လဲလဲမိန်းမတယောက်ပွားနေတာရှိချင်မှမလွဲပြီ။ကိုပိုက်เจ้าမနေရလေကစားမက်ရမင်းလိုရင်ကျေးလိမ်မှာဆီယာမနေနဲ့တင် जा ပြသခဲ့ရရင်ပင်မိဘွေးဟာအ ਨੇ ဆုံးကျောင်းဆီယာမတအူးဖြစ်ရပေမယ့်ရမင်းရဲ့ပံ့ပိုးထောက်ပံ့ပေးခြင်းပြည်စုံရ၍စာဖတ်ချိန်ပေးခြင်းကျောင်းကောင်းမှာပညာလိုလာတဲ့ကျောင်းသားကျောင်းသူများနဲ့အမြဲရှင်ပြိုင်နေရတဲ့အတွက်အခုလိုအမှတ်ကောင်းကောင်းဖြစ်ဘာသာစုံဂုဏ်ထူးရခဲ့ရတယ်။မိန်းကလေးတိုင်းပညာသင်အရွယ်မှာပညာသင်ကြပြီးစ조사၍မိမိအားချစ်တဲ့သူများကိုဂုဏ်တက်စေခြင်းမိတယ်။တန်မိုးရှိတဲ့သမီးကောင်းယတနာများဖြစ်ကြပါစေလို့ဆန္ဒပြုရင်ဟုတ်ကဲ့ပါရှင်။စာရေးဆရာမဝင်းနှင်းလိုက်ရေးသားထားတဲ့မိဘွေးဆိုတဲ့ဇာတ်လမ်းလေးကတော့ဒီနေရာမှာနေမဲ့ပြီးဆုံးလို့သွားခဲ့ပါပြီ။ဇာတ်လမ်းလေးကိုနားဆင်ပေးကြသူတိုင်းစိတ်ရချမ်းသာခြင်းကိုယ်ရည်ကျန်းမာခြင်းများနဲ့ပြည့်စုံကြပါစေရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။